ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မှချစ်ကြဘူးဗျကိုရုပ်စီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပို့ပြီးများပါတယ်အဲ့ဒီထဲမှာခမရမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ပထမဆုံးကတော့ကျွန်တော်ဒီနေ့သတင်းလေးတွေမစခင်မှာပထမဆုံးကျွန်တော်ပြောချင်တာတစ်ခုကဘာလဲဆိုတော့ကျွန်တော်ရုပ်သံပြောတဲ့အစီအစဉ်ပေါ့နော်ကျွန်တော်ရဲ့ရုပ်သံတင်ဆက်မှုအစီအစဉ်လေးတွေကနောက်ပိုင်းမှာနောက်နှစ်အနေငယ်အတွင်းမှာရက်ကောင်းရက်သွားနိုင်တယ်သို့မဟုတ်ကျွန်တော်မပြောတော့ပဲနေတော့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်အချိန်ကြပြီလို့ယူဆလို့ကျွန်တော်တချို့အားလေးကိုရက်တင်တာအချင်းလေးရတာကောင်းမယ်လို့မြင်လို့ကျွန်တော်ရက်တင်တဲ့အချိန်မှာရက်ဖို့စဉ်းစားတာအဲ့တော့အခုတော့မဟုတ်သေးပါဘူးမကြတော့ခင်ကာလတစ်ခုကြာကျွန်တော်တရားဝင်ကြီးညာပါမယ်ဘယ်နေ့ဘယ်ရက်ကနောက်ဆုံးထားပြီးတော့ကျွန်တော်ရုပ်သံပြောပါမယ်ဆိုရင်ကြီးညာအထိဖြစ်လာနိုင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်9နှစ်နီးပါးပြည့်တော့မယ်9နှစ်ပြည့်တော့မယ်ပေါ့နော်2021ခုနှစ်ဟိုရဲကျွန်တော် April လကုန်ပိုင်းနေစပြောလာတာ April လပေါ့နော် April လတဲ့တော့ရှော့စပြောလာတာအခု2026ခုနှစ် April ဆိုရင်ဒါ9နှစ်ပြည့်ပြီဆိုတော့9နှစ်ဆိုတဲ့ကာလလည်းနည်းနည်းတော့ကာလမဟုတ်တာဗျရက်ပေါင်းမနေအောင်မလဲကျွန်တော်လည်းအဲ့လောက်ဆိုတော့မောသွားပြီဗျကျွန်တော်တိုင်းပြည်မှာရှိတဲ့ကျွန်တော်ကဒီရွေးကောက်ပွဲပြန်ဖြစ်စေခြင်းနဲ့ရွေးကောက်ခံလွှတ်တော်ကြီးပြန်ပေါ်လာစေခြင်းနဲ့လွှတ်တော်ကြီးပေါ်ပြီးသွားပြီဆိုရင်ကျွန်တော်ရဲ့တချို့အစီအစဉ်တွေကကျွန်တော်လိုအပ်တာတွေကျွန်တော်အပိုင်းခန်းကဏ္ဍပြီးပြီလို့ကျွန်တော်ခံယူထားတယ်ပေါ့ကျွန်တော် ACC ပဲကျွန်တော်သတင်းတောက်လူငယ်မျိုးဆက်တွေမွေးမယ်နောက်လူငယ်မျိုးဆက်တွေနဲ့အတူတူသတင်းလိုက်မယ်ပြီးကျွန်တော်သတင်းရေးမယ်စောင်းပါတွေသုံးသက်ချက်တွေရေးမယ်ဒီလိုပဲကျွန်တော်နေဖို့စဉ်းစားထားတာပါအဲ့တော့IAC ဘော်လေးပြန်သွားရင်တော့မယ်ပေါ့ပြီးတော့အေးချင်းလေးပြန်နေခြင်းကျွန်တော်လည်းပူလောင်တယ်ခင်ဗျားတို့လည်းကျွန်တော်တို့တနထောင်ပြီးတော့ပူလောင်တဲ့သူလည်းပူလောင်ကြတယ်ဒေါသထွက်ကြတယ်စိတ်ဆိုးကြတယ်အတိအမြင်ရတယ်ဆိုလို့ရကြပါတယ်ဟိုပို့ပြီးတော့ကိုပြပြောင်းလဲသွားတယ်လို့ဆိုပြောင်းလဲသွားပါတယ်အစိုးရတွေကလည်းဟိုထိန်းချောင်းခံရတယ်ဆိုပြီးမကြိုက်တာရှိတယ်ကြိုက်တာရှိတယ်လူတွေကလူမျိုးစုံရဲ့ကျွန်တော်ဟိုတွေခံရတယ်မျိုးစုံသူတို့ရဲ့ဒီ reaction တွေပေါ့ပြန်ခံရပါတယ်ဒါပေမဲ့ကျွန်တော်ကောင်းတဲ့မရှိပါဘူး9နှစ်အတွင်းမှာကျွန်တော်လိုချင်တဲ့ဒီလွှတ်တော်ကြီးပေါ်လာဖို့ကျွန်တော်ဖြစ်စေချင်တဲ့ဒီလွှတ်တော်အတန်ထွက်လာဖို့ကျွန်တော်အဓိကတွန်းတိုက်ပြောဆိုနောက်တစ်ခါလက်နက်ကိုင်အုပ်စုတွေတောင်ငင်းချင်းကိစ္စမပြီးသေးတဲ့အတွက်ကျွန်တော်မပြီးသေးပါဘူးကျွန်တော်ဆန္ဒမပြည့်ဝသေးပါဘူးကျွန်တော်ဆန္ဒကရှင်းပါတယ်တိုက်ပြည်ကတည်ငြိမ်အေးချမ်းပြီးတော့တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်ရောက်သွားပြီဆိုရင်ဒါကျွန်တော်ဆန္ဒပြည့်ပါပြီပေါ့နော်ပြည့်ပါပြီပေါ့အဲ့တော့အဲ့အချိန်မှာဘယ်သူအုပ်ချုပ်နေတယ်ဘောအုပ်ချုပ်နေကျွန်တော်ကောင်းတယ်မရှိပါဘူးအဲ့ဒီမူဝါဒတွေခိုင်ထတာဖြစ်တဲ့အတွက်အခုပထမတစ်ဆင့်ဖြစ်တဲ့လွှတ်တော်ကြီးပေါ်လာပြီဒီနေ့ဆိုလွှတ်တော်ကြီးစပြီဘာပြောကျွန်တော်ဟိုဖြစ်စေခြင်းနဲ့စိတ်ကူးတဲ့အရာတစ်ခုစဖြစ်ပြီပေါ့နော်ပြီးရင်တော့ငင်းချမ်းရေးပေါ့ငင်းချမ်းရေးဖြစ်ကောင်းသွားပြီဆိုလို့ရှိရင်တော့သမရအသစ်နဲ့ဆိုရလွတ်တော်အသစ်နဲ့ဒီငင်းချမ်းရေးပေါ်လာပြီးနောက်ပိုင်းဆိုရင်တော့ကျွန်တော်အခန်းကဏ္ဍပြီးပါပြီကျွန်တော်ဘာမှမဟုတ်ပါဘူးကျွန်တော်ဘာကောင်းမှမဟုတ်ပါဘူးအဲ့တော့ကျွန်တော်လည်းသိပါတယ်ကျွန်တော်ဘာကောင်းမှမဟုတ်ဘူးဆိုတော့ကျွန်တော်သိပါတယ်ဟိုအမိုက်ခံပြီးလူမိုက်လူမျိုးရှောက်ပြောအမိုက်ခံအမုန်းခံပြီးပြောတာလွဲပြီးကျွန်တော်ဘာကောင်းမှမဟုတ်ပါဘူးဟိုခင်ဗျားတို့တာမန်လူတွေထက်ဆိုင်နေတယ်လေမိုက်တာမမိုက်ကင်ကန်လေးပြောရတဲ့တတိလေးရှိတာလွဲပြီးရင်ကျွန်တော်ခင်ဗျားတို့ပို့တော်နေတာတခုမှမရှိပါဘူးအဲ့တော့ကျွန်တော်ပွင့်လင်းပြောရင်တော့ကျွန်တော်လည်းနားချင်းတဲ့စိတ်လေးတွေပေါ်နေပါပြီပွင့်လင်းပြောရင်ဒါကြောင့်မို့လို့ကျွန်တော်ဒါအရင်ဆုံးပြောတာပါတရက်တစ်ချိန်မှာတော့ကျွန်တော်တရားဝင်အကျဉ်းညာပါမယ်ဘရော့ဖေးရဆိုတော့ဒီတိုင်းပြက်ကနေစုပ်ကနေလုံမတော့ပါဘူးတေချာကျွန်တော်ကြော်ညာပါကြော်ညာကျဉ်ညာပြီးတော့တေချာဖြစ်ပါမယ်ဟိုဒီသတင်းလောကနေနားတယ်ဆိုတော့မျိုးတဲ့သတင်းရုပ်သံပြောတဲ့လောကနေနားတယ်ဆိုတော့မျိုးပေါ့တစ်ချိန်မှာကြော်ညာလာနိုင်ခြေရှိပါတယ်ဒါလေးလည်းကျွန်တော်ပထမကနဦးပြပြတာအဲ့တော့ဒီနေ့လွတ်တော်ကြီးပေါ်လာပြီးဆိုလွတ်တော်ကြီးနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဒီနေ့ပြောကြလေးတွေကစပြီးတော့ရှိပြီပေါ့နော်လွတ်တော်ဒီနေ့စပေါ်လာတဲ့အခါမှာကျွန်တော်အားလုံးသိတဲ့အတိုင်းပဲလွတ်တော်ရဲ့တဘာပတိကိုစရွေးရပါတယ်လုပ်ငန်းစဉ်တွေဆိုလွတ်တော်တဘာပတိကိုစရွေးရပါတယ်လွတ်တော်ဘယ်လောက်ပြီးသားလဲလို့မင်းတဘာပတိရွေးတာတော့ဟိုမဲခွဲရွေးရတဲ့အထိဖြစ်ခဲ့ပါတယ်လူတွေကအဲ့အကြောင်းကို highlight မလုပ်ကြရင်ကျွန်တော်ဒီနေ့အဲ့ဒါကိုထည့်ပြောရမယ်တဘာပတိကိုမဲခွဲရွေးရပါတယ်ကျွန်တော်တို့ယုံကြည်မှယုံလိမ့်မယ်အဲ့တော့ဒီနေ့လွတ်တော်တဘာပတိဘယ်သူလုပ်လဲလို့မင်းဒေါက်တာနန္ဒကျော်စွာလို့အားလုံးအသိတယ်ဒါပေမဲ့ဒေါက်တာနန္ဒကျော်စွာတဘာပတိဖြစ်လာဖို့မဲခွဲရပါတယ်တကယ်မဲခွဲလိုက်ရပါတယ်အဲ့တော့ပြည်သူ့လွတ်တော်ကိုတဘာပတိဖြစ်ဖို့ဆိုပြီးတော့အမည်စင်းတွင်တက်လိုက်တဲ့အခါမှာဘယ်သူတွေပါသွားလဲဆိုတော့ဒေါက်တာနန္ဒကျော်စွာနဲ့နော်တကုံမဲဆန္ဒနယ်ကဒေါက်တာနန္ဒကျော်စွာနဲ့လဲရှားမဲဆန္ဒနယ်ကဆိုင်းစိန်ဝင်းသူတို့နှစ်ယောက်ကိုတဘာပတိဖြစ်အစိုးတင်သွင်းသူတွေရှိခဲ့ပါတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်ထဲကတယောက်ကိုမဲပေးကြပါတယ်မဲပေးတဲ့အခါမှာတော့ဒေါက်တာနန္ဒကျော်စွာကတော့ဒီဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း383ဦးထဲကမှထောက်ခံမဲဆန္ဒပေါင်း348မဲရပြီးတော့သူဒေါက်တာနန္ဒကျော်စွာကတဘာပတိဖြစ်လာတာပါအဲ့တော့ကန့်ကွက်မဲက10မဲရှိခဲ့ပါတယ်ဂျားနေ17မဲရှိခဲ့ပါတယ်အဲ့တော့ပြောရရင်တော့ဆန္ဒမဲအရေအတွက်369မဲ9မဲရှိတယ်အဲ့မှာဘာလဲပြောနေဂျားနေဖယ်မဲပေါ့နော်ဟို383ဦးထဲမှာ348မဲတီတီကိုသူရခဲ့ပါတယ်เนาะဆိုတော့
အဲ့ဆိုဥဆိုင်စိန်ဝင်ရကောဆိုင်စိန်ဝင်ရဘယ်လောက်ရလဲဆိုတော့ဆန္ဒပေးပိုင်ခွင့်ရှိသူ383ဦးမှာသူ့ကိုထောက်ခံတာ29မဲရပါတယ်ကန့်ကွက်မဲရ318မဲရှိခဲ့ပါတယ်ဂျားနေ21မဲရှိခဲ့ပါတယ်နော်ပြောရရင်တော့ခင်ဗျားတို့ဒီလွတ်တော်ပြီးသားလားမပြီးသားလားပထမဆုံးနေ့မှာစပြီးပြပါတယ်တဘာပတိရွေးတော့ဒီလိုရွေးခဲ့ရပါတယ်ခင်ဗျားတို့ဟိုတချို့တွေမကြည့်လဲမသိလဲသေးတဲ့သူတွေသိအောင်ထည့်ပြောတာเนาะဆိုတော့လွတ်တော်ကိုတော့ဒီနေ့လာတက်တာ383ဦးရှိပါတယ်ပြည်သူလွတ်တော်တခုလေအဲ့တော့ပြည်သူလွတ်တော်383ဦးဖြစ်တဲ့အတွက်ရာနှုန်းပြည့်တက်တယ်လွတ်တော်လို့ပြောလို့ရပါတယ်ဘာလို့383ဦးသာလွတ်တော်ဟိုက330 plus 130 440ရှိရမယ်ပြည်သူလွတ်တော်ကဒီမကျင်းပပြတဲ့မဲဆန္ဒတွေအကုန်ဖယ်လိုက်တယ်နောက်တစ်ခါဒီခြံထားခဲ့တဲ့မဲဆန္ဒတွေအကုန်ဖယ်လိုက်တဲ့အခါမှာအားလုံးပေါင်း383ဦးတိပြည်သူလွတ်တော်မှာရှိပါတယ်အဲ့လူအကုန်လုံး383ဦးလုံးတက်ရောက်မှကျအကုန်လာတက်ပါတယ်အကုန်လာတက်တဲ့အတွက်ရာနှုန်းပြည့်ဖြစ်တဲ့လွတ်တော်လို့ပြောလို့ရပါတယ်အဲ့တော့တဘာပတိဦးဒေါက်တာနန္ဒကျော်စောရွေးချယ်ပြီးတဲ့နောက်မှာဒေါက်တာနန္ဒကျော်စောကနေပြီးတော့တဘာပတိနေရာနေထိုင်ပြီးတော့သူကဒီပထမဆုံးလုပ်မဲ့အလုပ်ကိုသူကြီးညာပါတယ်အဲ့ဒါတော့သူ့ရဲ့လှုပ်ဆောင်လုပ်ကလွတ်တော်တွေတက်ရောက်လာတဲ့သူတွေဦးရေအခြေဘယ်လိုခေါ်မလဲအတီးပြူလိုက်ပါအကုန်သေချာလုပ်ပြီးတော့လွတ်တော်ဩဃထတွေသူရွေးပါတယ်ရွေးတဲ့အခါမှာလွတ်တော်ဩဃထတွေရွေးတဲ့အခါမှာလွတ်တော်ရဲ့အပြင်ပမှာကိုတဲ့သတင်းသမားတွေကြားထဲမှာလွတ်တော်အမတ်တွေကြားထဲမှာတက်လာသူတွေကြားထဲမှာမျိုးစုံပြောနေကြတာရှိပါတယ်အဲဆိုကြပါစို့ဥက္ကဋ္ဌဥက္ကဋ္ဌဖြစ်မလားမသိဘူးဥမြတ်ထုံးမဖြစ်နိုင်ဘူးလားဟိုလူအောင်ဖြစ်နိုင်တယ်ဒီလိုဖြစ်နိုင်စသဖြင့်ပေါ့အဲဒီပတ်စီအတန်လေးတွေရှိခဲ့ပါတယ်ဒီလွတ်တော်ထဲမှာရှိခဲ့ပါတယ်ရှိခဲ့တဲ့အထက်ကမှတော်တော်များအများစုရဲ့ယင်းထဲမှာသိတာတော့ဥက္ကဋ္ဌကလွတ်တော်ဥက္ကဋ္ဌဖြစ်လိမ့်မယ်လို့အားလုံးကအတိကိုရင်ဝယ်ပိုက်ပြီးတော့လွတ်တော်ထက်ကြတာဖြစ်ပါတယ်အဲ့ဒီသိစိတ်ကိုတကယ်လဲလွတ်တော်ကြီးဖြစ်လာတဲ့ခါမှာဥက္ကဋ္ဌကလွတ်တော်ဥက္ကဋ္ဌဖြစ်လာပါတယ်ဥက္ကဋ္ဌကိုတက်ရောက်ထဲတော့တအူးတဲ့ကိုပဲလူတင်ဦးတအူးတဲ့ပဲပြည်သူလွတ်တော်ဥက္ကဋ္ဌဖြစ်ဘယ်သူအဆိုတင်သွင်းလဲလို့လွတ်တော်ကိုယ်စားလှယ်အဆိုတင်သွင်းနိုင်ပါပြီဆိုရင်မှာတအူးတဲ့ကိုပဲအဆိုတင်သွင်းကြပါတယ်ဥက္ကဋ္ဌကိုအဆိုတင်သွင်းပါတယ်သူနဲ့ပြိုင်မဲ့အပြိုင်တက်မှမရှိပါဘူးပြိုင်မဲ့မရှိလွတ်တော်ဥက္ကဋ္ဌဖြစ်သွားပါတယ်ဖြစ်သွားတဲ့အတွက်သူကပြိုင်မဲ့မရှိလွတ်တော်ဥက္ကဋ္ဌဖြစ်လာပါတယ်အဲ့တော့လွတ်တော်ဥက္ကဋ္ဌပြီးလွတ်တော်ဥက္ကဋ္ဌကိုရန်ပေးထားတဲ့ဒုဆိုတာရှိပါတယ်အမြဲတမ်းဒုတွေကရန်ပေးတယ်အိရှိဆန်တွေပေါ့ဗျာအဲ့သူကရန်ပေးတယ်ဒုကရန်ပေးတယ်ဒုကဘာတူလဲဆိုတော့ဒုကိုလည်းတခါမဲပေးရွေးချယ်သူကလည်းအားလုံးကဥမမောင်အုံးပြန်ကြားရေးလက်ရှိပြန်ကြားရေးဝန်ကြီးဥမမောင်အုံးကိုရွေးချယ်ကြတဲ့အတွက်ဥမမောင်အုံးကပြန်ကြားရေးဝန်ကြီးဥမမောင်အုံးကဒီဥမမောင်အုံးကလွတ်တော်ပြည်သူလွတ်တော်ဒုတိယဥက္ကဋ္ဌဖြစ်လာပါတယ်အဲ့တော့သူတို့နှစ်ယောက်လွတ်တော်ဥက္ကဋ္ဌနဲ့ဒုဥက္ကဋ္ဌတွေဖြစ်နေဒီနေ့တရားဝင်ကျန်းသစ္စာချိန်ဆိုပြီးတော့လွတ်တော်ဥက္ကဋ္ဌဥက္ကဋ္ဌရတော့ဒါသူဟိုကနေပြီးတော့သူနှုတ်ခွန်းဆက်စကားပြောပါတယ်ပြောရင်တော့သူ့ကိုယ်စားလှယ်တွေပဲပေးချယ်ကြတဲ့အတွက်သူ့ရဲ့ဒီပုံမှာသူ့ဘဝတက်လုံးရင်းထဲမှာမှတ်ထားပါမယ်ဆိုပြီးတော့ဒါကျေးဇူးညောပြောပါတယ်ဆိုတော့ပြောရင်တော့သူဒီလွတ်တော်ဥက္ကဋ္ဌအနေနဲ့ပြီးတော့သူတာဝန်ထမ်းဆောင်တဲ့အခါမှာလွတ်တော်ရဲ့ဟိုလုံထုံးလုံးကြီးလေးစားလိုက်နာမယ်ဖွဲ့စည်းဖို့ချေဥပဒေစသဖြင့်ပေါ့ဗျာဒီအကုန်လုံးဥပဒေကိုလေးစားကာကွယ်မယ်ပြည်သူလူထုမျက်နှာမူမယ်ဒါတွေသူကုန်ပြောတော့ပါတယ်ပြောတော့ပြီးတော့ခွင့်လွှတ်ခြင်းသီးခံခြင်းတွေဟိုပြန်လည်လေးစားလိုက်နာမှုထိန်းချောင်းခြင်းတွေအကုန်လုံးပေါ့ဒါတွေသူလွတ်တော်ဥက္ကဋ္ဌတယောက်ထမ်းဆောင်မယ်တော့ဝတရားတွေနဲ့ဒီနိုင်ငံရဲ့ဒီအာဏာရှင်ဆုံးလူ9ဦးရဲ့တဦးတယောက်ရဲ့တဦးဖြစ်လာတဲ့ပုံကိုသူ့ရဲ့သူဟိုဖြစ်နေဟိုဂရီကိုတွေဖြစ်နေသူလွတ်တော်မှာမိန်ကုန်းချွေပါတယ်မိန်ကုန်းချွေပါသူ့မိန်ကုန်းကဘာမှမချဘူးခဏလေးပါ7မိနစ်အောက်ပဲရှိပါတယ်7မိနစ်အောက်ပဲရှိပါတယ်ဆိုတော့သူကကျွန်တော်ကတော့နိုင်ငံမှာဩဇာအကြီးဆုံးပုဂ္ဂိုလ်9ဦးရဲ့တဦးလို့ကျွန်တော်ပြောလိုက်ပါတယ်ခုနပြောတဲ့စကားတော့ပါပါတယ်အဲ့တော့နိုင်ငံမှာဩဇာအကြီးဆုံးပုဂ္ဂိုလ်9ဦးလို့ပြောရင်ခင်ဗျားတို့ရုပ်တရက်စဉ်းစားမင်းဘာပြောတာလဲပေါ့ခင်ဗျားတို့အေးစိစဉ်းစားကြည့်ပါဒီနိုင်ငံမှာအမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းကအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတဲ့ကာလုံပါမြို့သားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပါကာလုံက17ဦးပါပါတယ်17ဦးမှာသမရဒုသမရ2ဦးလွတ်တော်ဥက္ကဋ္ဌ2ဦးတက်ချုပ်ဒုတက်ချုပ်เนาะပြီးလို့ရှိရင်နိုင်ငံခြားရေးနေဆက်ရေးကာကွယ်ရေးပြည်တွေပေါင်း17ဦးပါအဲ့17ဦးကလွတ်တော်ဥက္ကဋ္ဌ2ဦးနဲ့ဒီဘက်ကတက်ချုပ်ဒုတက်ချုပ်နဲ့သမရနဲ့အဲ့5ဦးကဩဇာကြီးပါတယ်တိုင်းပြည်မှာသူတို့ရဲ့ဩဇာကြီးပါတယ်သမရပေါ့သမရတော့ဒါနိုင်ငံအုပ်ဆောင်နိုင်ငံအမြင့်ဆုံးအာဏာပိုင်ပုဂ္ဂိုလ်ဖြစ်တယ်သမရကတော့သမရပြီးရင်ဘယ်သူလဲလို့မေးရင်သမရပြီးရင်ဘယ်သူလဲလို့မေးရင်ရှင်းပြတယ်တော့တကယ်နဲ့ကျတော့ဒုသမရ2ဦးလို့ပြောနေပြီမဲ့ဒုတွေကအမြဲတမ်းပြောရင်တော့ဒုတွေကနောက်ကိုစုပ်ပေးရလို့ရှိတယ်ဥပမာဆိုကြပါစို့ပြီးခဲ့တဲ့ခင်းချင်းမှာဥထင်ကျော်နာတော့ပြည်သူ့လွှတ်တော်တွေကနေအပြန်ရွေးပြီးတော့ဦးဝင်းမြတ်သမရဖြစ်သွားခဲ့တယ်ဦးဝင်းမြတ်သမရဖြစ်သွားခဲ့တဲ့အတွက်ပြောရင်တော့နံပါတ်1နေရာမှာတော့ရှိတယ်လို့ဖြစ်တယ်ဒါပေမဲ့နိုင်ငံတော်အင်္ဂါစင်မှာတော့သမရဒုသမရတစ်နှစ်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဆိုတော့ဒီ9ဦးကထိတ်ဆုံးအာဏာအကြီးဆုံး9ဦးဖြစ်သွားတယ်ဒါပေမဲ့ဟိုဘက်ကတက်နိုင်ပြန်ရှင်မယ်ဆိုရင်တော့သမရတက်ချုပ်တူးချုပ်လွှတ်တော်ဥက္ကဋ္ဌ2ဦးဒါဩဇာအကြီးဆုံး9ဦးဒါကြောင့်ဒီနိုင်ငံရဲ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်တွေမှာသူက9ဦးရဲ့2ဦးဖြစ်လာတယ်လို့ကျွန်တော်ပြောတာပါเนาะဆိုတော့တပ်ဘက်ကိုຫນွယ်ပြီးတွက်မယ်ဆိုလဲ9ဦးရဲ့2ဦးပါတယ်အစိုးရကြီးပဲတွက်မယ်ဆိုလဲ9ဦးရဲ့2ဦးပါတယ်เนาะအဲ့တော့အုပ်ချုပ်ရေးဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ဆိုမှန်တိုင်း
4 ရက်ထဲမှာမန်နိုင်4 ရက်ထဲမှာရေးပါတဲ့သူတယောက်ဖြစ်နေသူကထိတ်ဆုံးကနေထိုင်ပြီးတော့ရေးကြည့်တဲ့ပုံကိုဖြစ်လာပါတယ်ဆိုတော့ဥခင်ကြီးရဲ့ဟိုပြန်ကြည့်မယ်ဆိုရင်ဖြတ်သန်းမှုတမိုင်းပြန်ကြည့်မယ်ဆိုဥခင်ကြီးကဘုံမှုချုပ်ဘဝနဲ့သူကရဲချုပ်ဘဝကိုကူးပြောင်းပါတယ်တမ်ဘရောမှာဘုံမှုချုပ်ဘဝနဲ့ရဲချုပ်ဘဝကူးပြောင်းပါတယ်စစ်တပ်ကသူအပတ်စဉ်ဆက်ခွန်ဘုံမှုကြီးတဲ့နှစ်ပတ်စောတဲ့လူပုဂ္ဂိုလ်ဖြစ်ပါတယ်သူကဘုံမှုချုပ်ဘဝလို့ရဲချုပ်ဖြစ်နေပြောင်းတယ်တကယ်ကိုအရေးကြီးတဲ့ဒီဟိုခေတ်တစ်ခေတ်မှာအရေးကြီးတဲ့တာဝန်တွေတော်များသူထမ်းဆောင်ခဲ့ရတယ်ဥပမာဆိုကြပါစို့ဥခင်ညုံကြီးကိုတွားထိန်းသိမ်းရတဲ့ကိစ္စမျိုးတွေမှာဆိုရင်သူကိုယ်တိုင်တွားပြီးတော့သူအထက်ရရှိဖြစ်ခဲ့သူကိုတွားပြီးသူကိုယ်တိုင်ထိန်းသိမ်းတဲ့အခါမှာဟိုအထက်ရရှိလူကြီးကလည်း professional ပြီးသားတယ်လူကြီးလူကောင်းပြီးသားတဲ့အခါကောင်းကောင်းမအေးစီပဲကိုခင်ညုံလာပါညာဆိုအေးစီအဲ့ video file ပြန်ကြည့်ရင်ကျွန်တော်ဗာတွေးမိလဲဆိုတော့ဥခင်ညုံလိုပုဂ္ဂိုလ်ကဥခင်ညုံလိုပုဂ္ဂိုလ်ကဥခင်ညုံလိုပုဂ္ဂိုလ်ကတကယ်ကိုပဲသူဟိုတက်မတော်နဲ့တကယ်ဖြစ်လာတဲ့ခါမှာတက်မတော်ရဲ့အမိန့်ကိုသူနာခံတယ်တက်မတော်ကိုဘရောမှပုံခံတယ်လို့မလုပ်ဘူးဆိုတော့ပြတ်တဲ့အနေနဲ့သူ့ထက်ယာတို့အများကြီးငယ်တဲ့ဥခင်ညောဟိုကဲကိုခင်ညောလားဆိုပြီးတရားပြီးတော့ကျွန်တော်ဘာယူဖို့လိုသေးလဲကဲဘာလုပ်မလဲကဲကောင်းသွားကြတာပေါ့အေးဆေးပဲလိုက်သွားတယ်ဆိုတော့ဒါမျိုးပေါ့ဒါဘာလဲဆိုတော့ဟိုတက်ရဲ့ဟိုကိုပြတာပေါ့နော်တက်ကတက်အမိန့်နာခံမှုနဲ့တကယ်ကိုပြန်လေးစားမှုပြတယ်အဲ့တော့လိုတာဝန်မျိုးကိုလေဥခင်ညောကsorry ဦးခင်ကြီးကထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်ဒီလိုထမ်းဆောင်ခဲ့တဲ့ဖြစ်တယ်သူလက်ထက်မှာနာမည်ကျော်တဲ့အမှုတမှုဖြစ်ခဲ့တဲ့ဒီငါးလောက်မြန်လူသက်မှုလိုဟာမျိုးလဲအမျိုးဆိုရင်လည်းဒါသူ့လက်ထက်မှာပဲဖြစ်ခဲ့တယ်နောက်တစ်ခါတကယ်ထင်ရှားတဲ့ဟာတွေအများကြီးပါနောက်သိမကြောက်သူရဲချုပ်ဘဝကနေပြီးတခါဦးသိစိတ်ဆိုလက်ထက်ရောက်တဲ့ချိန်မှာသူလာဝကဝင်ကြီးဖြစ်တယ်ပေါ့နော်လာဝကဝင်ကြီးဖြစ်တယ်သူရဲချုပ်ဘဝတော့ရဲချုပ်တယောက်ရဲ့ပါဝါဘလောက်ကြီးလဲမင်းခင်ဗျာမီဒီယာသမားတွေဝါရင်ပုဂ္ဂိုလ်တွေနောက်တစ်ခါဒီနိုင်ငံလူပညာသမားတွေနိုင်ငံရေးသမားတွေအကုန်လုံးကဥက္ကဋ္ဌရဲချုပ်ဥက္ကဋ္ဌဆိုရင်ဖိတ်တော်အောင်လန့်ကြတယ်ဟောသူ့ရဲ့ဟိုရဲချုပ်ပါဝါကြီးတော့အဲ့လိုမျိုးပေါ့နော်ဘာလို့တကယ်ရဲချုပ်တယောက်ရဲ့ပါဝါကြီးပါတယ်ဆိုတော့ပြီးလည်းပဲသူနောက်တစ်ခါလာဝကဝင်ကြီးဖြစ်တယ်လာဝကဝင်ကြီးဖြစ်ပြီးတော့သူဦးသိစိတ်ဆိုလက်ထက်ပြီးလာဝကဝင်ကြီးဖြစ်ပြီးမှသူလုံးဝပြီးသွားပြီငါးနှစ်ပြီးသွားကြပါပြီအေးစီနားတယ်ပါတီမှာသူအေးစိတ်နေတော့နော်ပါတီမာနေနဲ့နောက်တစ်ခါ21နိုင်ငံအခင်းချင်းဖြစ်လာရလာရောဖြစ်လာတော့သူ့ကိုလာဝကဝင်ကြီးဖြစ်နေဟိုဟာကနေပြီးတော့ဗိုလ်ချုပ်မှုကြီးကနေခေါ်ပြီးတော့ပြန်ခန့်တယ်ခန့်ပြီးတော့နှစ်လောက်ကြာမှသူ့ကိုတခါပါတီကိုပြန်ပို့လိုက်တယ်အဲ့တော့ပါတီပြန်ပို့လိုက်တဲ့အချိန်မှာပါတီမှာသူဒုဥက္ကဋ္ဌကနေပြီးတော့သူဥက္ကဋ္ဌဖြစ်လာတယ်ဦးတန်းထေးကနားသွားပြီးတော့သူတို့ရွေးကောက်ပြန်လုပ်တယ်ဟိုပါတီတွင်ဟိုစီစီမှုဆောင်ရွေးပြန်လုပ်ချိန်မှာဦးတန်းထေးကနားတယ်ဥခင်ကြီးကဥက္ကဋ္ဌဖြစ်လာတယ်အဲ့ရနေဆိုင်ဥခင်ကြီးဥက္ကဋ္ဌတော့ဖြစ်လာပြီးတော့ရွေးကောက်ပွဲမှာသူနိုင်တယ်အနိုင်ရပါတီဥက္ကဋ္ဌဖြစ်တယ်ပေါ့နော်အားလုံးကအနိုင်ရပါတီဥက္ကဋ္ဌတွေကသမရဖြစ်ရမယ်လို့အားလုံးပြောကြပြီးမြဲတွေးကြတွက်ကြပြီမဲ့ပုံမှန်ဖြစ်နေပြီမဲ့ပုံမှန်မဟုတ်တဲ့တာဝန်တွေကိုထမ်းဆောင်ရတဲ့ဒီခကြီးကာလာကြီးမှာသူကလွတ်တော်ဥက္ကဋ္ဌဆိုတဲ့နေရာဥပဒေပြုရေးအပိုင်းကိုပဲသူအာရုံစိုက်ကြတယ်ပေါ့စိုက်ပြီးတော့သူဒီဥပဒေပြုတာဝန်ထမ်းဆောင်နေတဲ့လွတ်တော်ဥက္ကဋ္ဌသူဖြစ်လာတယ်ဟုတ်နော်ဖြစ်လာတယ်ဆိုတော့ဒီဂျားထဲမှာဥခင်ကြီးကဥမယောင်လက်ထက်ဆိုင်ရင်သူကဘာလို့သွားတာသွားလဲဆိုတော့သူကဒီဥမယောင်လိုင်ကဟိုဥမယောင်လိုင်လဲဘုံမှုချုပ်အဆင့်ဘုံမှုကြီးလောက်ဖြစ်ကာလာပဲရှိဦးမယ်အဲ့ဒီချိန်မှာဥခင်ကြီးကဘုံမှုချုပ်အဆင့်နဲ့တော့ဟိုဘက်ကပတ်ဆိုပြီးတော့ဘုံမှုချုပ်တိတ်မကွာတဲ့ယာရုတော့ကသူကအရက်ဖက်ကိုအရက်ဖက်တာဝန်တွေကိုအစောဆုံးထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်ဖြစ်နေတယ်ပေါ့နော်ဦးမြောင်လိုင်ကတော့အဲ့ထိုးစင်ကာလမှာတက်မတော်သားပဲရှိဦးမယ်တက်မတော်သားမှာတက်မှမှုလောက်ပဲရှိဦးမယ်လို့မရှိတော့သေးဘူးတက်မှမှုတော့မရှိတော့သေးဘူးပေါ့နော်ဗျူဟာမှုတတ်တာပဲရှိဦးမယ်အဲ့ချိန်ကဟိုအခက်တုံပြောတာပါဦးရဲချုပ်ဦးခင်ရဲချုပ်ဘုရားဖြစ်တဲ့ချိန်မှာဟိုဘက်ကတက်ဗျူဟာမှုတတ်တာလောက်ပဲရှိဦးမယ်အဲ့တော့အဲ့လိုကနေဟိုတက်တာဝန်ထမ်းဆောင်နေတဲ့အချိန်ဒီဘက်ကဥခင်ကြီးကတော့ရပ်ဘက်တာဝန်မှာကြီးမှသူရဲချုပ်တာဝန်တီထမ်းဆောင်ပြီးတော့ပြည်ပြန်ကြားရေးဝင် sorry လာဘကဝင်ကြီးအထိသူတာဝန်ထမ်းဆောင်တာတွေလုပ်တယ်ဆိုတော့ရပ်ဘက်မှာသူကပူပြီးစောစောရောက်ခဲ့တယ်ဥမအောင်လိုက်တော့တက်တာဝန်တစ်ချောင်းလုံးထမ်းဆောင်လာပြီးတက်ချုပ်ဖြစ်သွားတယ်ဖြစ်သွားပြီးတော့နောက်တော့အခုတော့သူကဒီဟိုအခုတော့ဒါနိုင်ငံအကြီးဆုံးတာဝန်တွေကိုသူဥမအောင်လိုက်ထမ်းဆောင်ရတယ်ဦးခင်ကြီးကတော့ဒါနံပါတ်5လောက်အဆင့်ရှိတဲ့တာဝန်သူထမ်းဆောင်ရမယ်သူပုံမျိုးသွားတွေ့ရပါတော့နံပါတ်5သို့မဟုတ်နံပါတ်4လို့ပဲပြောမလားပေါ့နော်ဒီတာဝန်ကြီးပါတယ်ပြည်သူ့လူတော်ဥက္ကဋ္ဌဆိုတာဝန်ကြီးပါထိတ်ဆုံး9ယောက်တည်းတယောက်တာဝန်မှာအဲ့တော့ဥခင်ရဲ့ဖြတ်သန်းမှုပြန်ကြည့်မယ်ဆိုရင်တော့သူဒီအစင်းရာတို့တွေမှာတက်သွားတာပဲရှိတယ်ကျသွားတာမရှိဘဲနဲ့တက်သွားပြီးတော့အခုဒါသူ့ရဲ့နိုင်ငံရေးလောကအသက်83နှစ်ရွယ်ရှိပြီဖြစ်တဲ့ဥခင်ရဲ့နိုင်ငံရေးဇက်က88နှစ်ကြာရင်သူလွတ်တော်ဥက္ကဋ္ဌဘဝနဲ့တောက်လျှောက်နေနေအသက်88နှစ်ကြာရင်တော့သူလွတ်တော်ဥက္ကဋ္ဌဘဝနဲ့သူနားမယ်အဲ့တော့သူ့နိုင်ငံရဲ့တမိုင်းမှာတော့ဒါလွတ်တော်ဥက္ကဋ္ဌဘဝနဲ့သူနားပြီးတော့ဂုဏ်သိက္ခာရှိနဲ့သူနားမယ်ကာလကိုနောက်9နှစ်တွင်မှာသူရောက်လိမ့်မယ်ဒီလိုပဲကျွန်တော်မြင်တယ်ပြီးတော့ဒါတခါတည်းဒီဥခင်အပြင်ကလူတွေကဝေဖန်ကြတာရှိတယ်အပြင်ကမီဒီယာတွေဝေဖန်ပါတယ်ပြည်ပြည်တွေကဝေဖန်ပါတယ်ဥခင်ကြီးကအစည်းအဝေးတွေနည်းနည်းလေးလုပ်ရင်တော့ဒီလိုအိမ်ငိုင်နေတဲ့သူဘာညာဆိုပြီးပြောတာကြီးဝေဖန်တာရှိတယ်နောက်တစ်ခုဥခင်ကြီးကဒါကိုတိတ်လှုပ်ချင်တာမဟုတ်ဘူးစသဖြင့်ပြောတော့ပေါ့နောက်ကဘာလဲဆိုတော့လွတ်တော်ဥက္ကဋ္ဌယာရုတော့ပဲကျင်းလိုက်ရပြီလို့ဘာလို့ညာလို့ဥခင်ကြီးကိုဟိုခနဲ့သလိုကလိသလိုရီးသလိုထေသလိုပြောကြတာရှိတယ်တကယ်လည်းကြတော့ဥခင်ကြီးကိုယ်တိုင်ပင်လေသူကဒီလွတ်တော်ဥက္ကဋ္ဌတာဝန်ကိုလည်းသူထမ်းဆောင်ဖို့အသင့်ဖြစ်နေပြီးသားဖြစ်တယ်လို့သူဟာပြည်ခိုင်ပါတီရဲ့အနိုင်ရပါတီဥက္ကဋ္ဌဖြစ်နေပြီငလန်ကစားပေါ့နော်သူကသူ့ကိုယ်သူတမရဖြစ်ရမယ်လို့တထက်ချအစတွေကဟိုဘယ်လိုခေါ်မလဲဟိုတယူတိုင်းအတင်းလောက်ထားတဲ့လူမဟုတ်ခဲ့ဘူးသူကတိုက်ပြည်အခြေအနေချိန်ခါကိုကြည့်ပြီးတော့ flexible ဖြစ်တယ်ပါနတ်ဆိုနေထိုင်တယ်အနေထားပေါ်သူလိုက်လျောင်းကြီးတွေပါနတ်ဆိုနေထိုင်ပြီးတော့သူယူရမယ့်တာဝန်ပဲသူယူတယ်ပြောချင်တာတချို့လူတွေကခင်ဗျားတို့နားလည်ဖို့လိုတာပေါ့ပြည်သူလူနားလည်ဖို့လိုတာ
တချို့သောထိုင်ကုန်တွေကကိုယ့်အတွက်မဟုတ်ဘူးဗျကိုယ့်အတွက်မဟုတ်ပဲဖြစ်တည်လာတဲ့ထိုင်ကုန်တွေကိုအတင်းပြေးထိုင်မှုမကြိုးစားနဲ့အဲ့ဒါခဏပဲချိန်တိုင်းထိုက်တဲ့လူတွေပြောက်သွားတာပဲဟိုတန်တဲ့သူတွေထရောက်သွားတာပဲအဲ့ဒါကြောင့်တချို့ကိစ္စတွေကိုယ့်အပိုင်လို့ထင်ပြီးဆွဲထားလို့မရအောင်တချို့ရဲ့ကိုယ့်ဟာဆိုပြီးတော့ကိုအပီးဟောပြတော့လို့မရအောင်အဲ့တော့ဒီဒါဦးခင်ရကောင်းကောင်းနားလဲတယ်သူဒီနေရာသူထိုင်ရမယ့်နေရာမဟုတ်ဘူးဆိုတော့သူနားလဲတယ်ပြီးတော့သူအပေါ်မှာတကယ်ဟွာတွေရှိပါတယ်အဲ့တော့တချို့ဟာတွေကသူတို့ကဖြတ်သန်းမှုတွေတမိုင်းတွေကြသူတို့ဘယ်နေရာမှာသူနေရမယ်ဆိုတော့သူသိတယ်အဲ့တော့ခင်ရသူဒီနေရာသူ့အတွက်အကောင်းဆုံးနေရာဆိုတာစိတ်ချဆုံးအကောင်းဆုံးတယ်သူနိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့နေရာဆိုတော့ကောင်းကောင်းသိထားပါတယ်ပြီးတော့ဒါပေါ်ပိုင်းဒီဗိုလ်ချုပ်မှုကြီးတို့နဲ့သူတေးချညှိနှိုင်းပြီးတော့မှဒီယူထားတဲ့ယာရုလို့ကျွန်တော်မှန်းတယ်ပေါ့နော်ဒါပေမဲ့ကောင်းတာတော့ကျွန်တော် The Statesman Journal မှာလွန်ခဲ့တဲ့လကကျွန်တော်ခံမှန်းခဲ့ပါတယ်လွန်ခဲ့တဲ့လတည်းကျွန်တော်ခံမှန်းခဲ့ပါတယ်ဥက္ကဋ္ဌရာလွတ်တော်ဥက္ကဋ္ဌနေရာနဲ့အထိုက်တန်ဆုံးယာရုဖြစ်တယ်ဆိုတာမျိုးဒါပေမဲ့လည်းကံကောင်းရင်လူတော့ကရာလူတော့လွှင့်သွားနိုင်တယ်ဘာလို့ဆိုအောက်မှာသူနဲ့သူ့လိုပဲ level တူတွေဟိုသူနေရာမှာထိုင်နေတဲ့လူတွေ၄-၅ယောက်တော့ဟာအဲ့ပြည်သူလူတွေမှာရှိတယ်ဥပမာဆိုဦးမြထုံးတို့ဦးတန်အောင်ဆန်းတို့အုပ်စုတွေဆိုဒါရှိတာပဲလေတကယ်ကိုဘာဖြစ်တယ်နောက်တစ်ခါတခြားပုံကိုယ်တွေရှိသေးတာနော်၄-၅-၆လောက်ရှိဦးညိုစောတို့အကုန်လုံးကအဲ့နေရာမှာထိုင်နေတဲ့လူတွေ၄-၅ယောက်လောက်ရှိတယ်ဆိုတော့အဲ့နေရာအားလုံးထက်သူကစီနီယာအကျဆုံးလည်းဖြစ်တော့သူ့ကိုပဲပို့ထားတာပို့ကောင်းတယ်လွတ်တော်တွေ့ကြုံလည်းရှိတယ်ဆိုတာမျိုးပေါ့နော်နာစာတွင်ဒါလေးတွေကတော့ကောင်းတဲ့ကိစ္စပေါ့နော်ဥပမာကတော့ဒါလွတ်တော်ဒုက္ခဖြစ်သွားပြီဆိုတော့ပြန်ကြရေးဝင်ကြီးပြန်ဖြစ်ဖို့မသေးကြတော့ဘူးပေါ့နော်ကြည့်ရတာဗျာဟိုတို့ဆရာအောင်လဲကြည့်ဟိုနေ့ကနုပညာရှင်တွေကိုပြောလိုက်လို့များဘယ်လေးဖြစ်ပြီးတော့များလွတ်တော်ဒုက္ခဖြစ်သွားတာလားမသိပါဘူးဒါပေမဲ့လွတ်တော်ဒုက္ခတော့ပြန်ကြရေးဝင်ကြီးတဲ့ယာရုပုံမြင့်ပါတယ်နှိမ့်တယ်ပေါ့လွတ်တော်ဒုက္ခဆိုပြည်သူလွတ်တော်ဒုက္ခဆိုတာပြန်ကြရေးဝင်ကြီးထက်ထိုင်ကုန်နေရပုံမြင့်ပါတယ်ကျွန်တော်သိသလောက်တော့ထိုင်ကုန်နေရပုံမြင့်ပါတယ်နော်ဆိုတော့ဟို rank ရဆိုတော့မြင့်တယ်လို့ပြောလို့ရမှာပေါ့နော်ဒီလိုကျွန်တော်ပြောနားလဲထားပါတယ်နော်ကဲထားပါတော့ဒါတွေပြီးတော့အမှဒီနေ့အဲ့ဒါပြီးတော့သူတို့လူတွေကဒီခံမှန်းချက်တွေအများကြီးဒီနေ့ online မှာထွက်လာတယ် online ပေါ်မှာထွက်လာတယ် social media မှာအများကြီးထွက်လာတယ်တယောက်ပြန်လေဖြန့်ဝေကြတာအများကြီးပဲကျွန်တော်စီလည်းရောက်လာတယ်ဥပမာဆိုကြပါစို့ဥခင်ရလွတ်တော်ဥက္ကဋ္ဌဥမောင်ကဒုဥက္ကဋ္ဌဆိုတဲ့ဟာထွက်လာပြီးတော့နောက်မှာအားလုံးကဘာလို့ဆိုမြို့သားလွတ်တော်ကတော့ဥက္ကဋ္ဌမြို့သားလွတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေးဒုဥက္ကဋ္ဌဦးလာမိုးစသဖြင့်ဦးလာမိုးဆိုတာဟိုပြောတာဒီလဲဆယ်ကိုပြောတာလဲဆယ်sorry တမန်ကြီးလားလဲဆယ်လားလက်ရှိဦးလာမိုးကျွန်တော်နည်းနည်းလေးရောနေဗျာဦးလာမိုးထားပါ sorry နော်ဦးလာမိုးလို့မပါနော်ကျွန်တော်တမန်ကြီးလက်ထင်နေဗျာကျွန်တော်လဲဆယ်လောက်တမန်ကြီးလက်ကျွန်တော်မရောတိုင်းနေကွာထားပါတော့အဲ့ဦးလာမိုးအဲ့ဒီဦးလာမိုးကတော့ဟိုဘာလဲသူကဒုက္ခရဆိုမြို့သားတို့ဒုက္ခရဆိုပြီးတော့စာထွက်လာဒါတင်းလေးထွက်လာတခါသမရကတော့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဒီဗိုလ်ချုပ်မှုကြီးပေါ့ဗျာဗိုလ်ချုပ်မှုကြီးရဲ့သမရဒုသမရတက်ကဦးညိုစောတယ်နှစ်ကတော့ဒွဲဘူးတဲ့ဆိုပြီးတော့သတင်းတွေထွက်လာတယ်တက်ချုပ်ကဦးစိုးဝင်းတဲ့အမေနော်ဒုချုပ်ကဦးရဲဝင်းဦးတဲ့စာမြင်အဲ့လိုထွက်လာတယ်သတင်းတွေထွက်လာတယ်ပြောတာနော်ကျွန်တော်မဟုတ်အဲ့မှာဖြန့်တဲ့သတင်းမှာပေါ်လို့ရရင်နောက်တစ်ခါဗာလဲနေရောပြန်ကြရေးဝင်ကြီးကဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းပြန်ကြရေးဝင်ကြီးတဲ့နော်အဲ့လိုပဲတခြားနာမည်တွေထွက်လာအများကြီးပါနော်ဟိုနေဆက်ရေးရဆိုလို့ရှိရင်ဒုဗိုလ်ချုပ်ကြီးနီလင်းအောင်လို့ဘာလို့နားလို့စာဖာချုပ်ကဗိုလ်ချုပ်ဒုဗိုလ်ချုပ်ကိုထိုက်ဖြစ်မယ်လို့စသဖြင့်ချုပ်ကိုထိုက်ဖြစ်မယ်ဆိုတာစမျိုးစုံသတင်းတွေကတော့ထွက်နေတယ်ဒါဘလို့ရွေ့ပါဒါတွေကတော့ဟိုထွက်နေတဲ့သတင်းတွေကတော့ဒီလိုပဲလွတ်တော်တစ်ခုပေါ်လာအစ်စ်ပေါ်လာတိုင်းမှာခေါင်းဆောင်ဘယ်သူဖြစ်မလဲသူ့နောက်ကဘယ်သူဖြစ်မလဲဘလို့သူကဘလို့ဖြစ်မလဲအဲ့ဒါတွေကနော်နောက်တစ်ခါလက်ရှိရန်ကုန်ဝင်းကြီးချုပ်ကိုပဲတမရာရုပ်ဝင်ကြီးတယ်လက်ရှိရန်ကုန်ဝင်းကြီးဦးစိုးသိန်းကိုတမရာရုပ်ဝင်ကြီးဆိုပြီးတော့သတင်းထွက်တယ်ပေါ့ဗျာအဲ့လိုမျိုးတွေသတင်းတွေထွက်တယ်မျိုးစုံထွက်တယ်အဲ့တော့မျိုးစုံပဲဆိုစီကမူသတင်းတွေကတော့ထွက်နေမယ်ဒီသတင်းအားလုံးကဘယ်နေ့မှအတီးဖြစ်မလဲလို့မေးရင် March 29ရဲ့နောက်ပိုင်း March 29ရဲ့နောက်ပိုင်းMarch 31အပြီး April first week တဲမှာတကြံမကြခင်လေးမှာအဲ့တဲ့အတီးဖြစ်ပါမယ်တကြံမကြခင်မှာအဖြေထွက်ပါမယ်အဲ့တော့ဒီအတွက်လည်းတက်လာတော့မလို့တော့ပါဘူးဗျာတက်လာတော့မလို့တော့ပါအဲ့တော့တိတ်မလို့တဲ့ရပိုင်းလေးနိုင်ငံတွင်းမှာပဲကျွန်တော်တို့ကဟိုဘယ်သူဘောပါဆိုတော့ခံမချက်တွေနဲ့အဲ့ခံမချက်တွေမှန်လားမလားဆိုတာအတီးထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒါလွတ်တော်ကိစ္စတွေပဲအဲ့တော့မနေ့ပြန်လွတ်တော်ကြရင်လွတ်တော်ဥက္ကဋ္ဌဥခင်ကြီးကလွတ်တော်တက်လာပြီးလွတ်တော်ကိုယ်စားလှယ်တွေစစ်တက်ရောက်မှုစီးနေပါညာအတီးပြုဖတ်ချပြီးရင်သူလွတ်တော်ရဲ့လုံထုံးမှုတွေလုပ်ငန်းစဉ်တိုင်းစပြီးတော့အဆိုတင်သွင်းတာတွေသူတို့ဒီလောက်ရမယ့်တာဝန်ဝတ္တရားတွေတိုင်းသူတို့တစ်ခုချင်းထရိုက်မနေ့ပြန်လှုပ်သွားလိမ့်မယ်လို့သိရပါတယ်တပတ်ခါကြာရင်တော့မြို့သားလွတ်တော်ဥက္ကဋ္ဌရွေးချယ်ပွဲရှိပါမယ်ပေါ့နော်ဒါပြီးရင်တော့ဒါလွတ်တော်ကြီးကစပြီးအသက်ဝင်လာပြီကျွန်တော်လွတ်တော်အသက်ဝင်လာပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီရုပ်သံသတင်းကဏ္ဍတွေကမလိုအပ်တော့ဘူးလို့ကျွန်တော်ခန့်မှန်းတာပါပြီးတော့ကျွန်တော်လည်းပြန်မှန်းလာပါပြီလူရောစိတ်ရောပြန်မှန်းနေပါပြီအဲကြောင့်မို့လို့ကျွန်တော်လည်းပြန်မှန်းနေပြီဆိုပြီးပြောပြရတယ်ပေါ့နော်ကဲထားပါတော့အဲ့တော့ဒါကတော့ဟိုပါလေးပြီးတော့ကျွန်တော်တို့ဒီနေ့ဘာပြမလဲဆိုတော့ဒီ EV ကားတွေနဲ့ CNG ကားတွေကိစ္စတွေလည်းကျွန်တော်ဒီနေ့ထည့်ပြောပါမယ်ကျွန်တော်တို့ပါဘူးအခုအစိုးရကကြေညာချက်တွေမနေ့ကစရိုက်ထုတ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ EV ကားတွေနောက် CNG ကားတွေနဲ့ပတ်သက်တာ EV ကားနဲ့ပတ်သက်တော့အခွန်ပေါ့ဗျာ
CNG နဲ့ပတ်သက်ရင်တော့ဘာလဲဆိုတော့ CNG နဲ့မောင်းတဲ့ taxi တွေပေါ့နော် taxi တွေကျွန်တော်တို့ရန်ကုန်မန္တလေးနေပြီးတော့ဆရှိနေရာသီးသီးမှာမောင်းနေတဲ့ CNG taxi တွေရှိတယ်အဲ့ taxi တွေကအခုလက်ရှိ73စီပြဿနာကိုခွင့်ကောင်းယူပြီးတော့73စီလက်ရှိ73စီပြဿနာကိုခွင့်ကောင်းယူပြီးတော့ကိုကသူတို့ကဈေးကောက်တင်ဖို့ကြိုးစားတယ်ဆိုရင်တဲ့အရေးယူမယ်တဲ့ဘယ်လိုရေးယူလဲဆိုတော့အဲ့ CNG taxi တွေကိုသုံးဆွဲခွင့်ပဲဖြစ်မှာ CNG သုံးဆွဲခွင့်ပဲဖြစ်မှာအဲ့လိုမျိုးတော့လုပ်ပြမှာဆိုပြီးတော့စွမ်းရည်ဝင်ကြီးကနေပြီးတော့မနေ့ကအစည်းအဝေးမှာအတီးပြုတ်ပါတယ်ပြောရရင်တော့ဒီ YBS တွေတက်စီရင်နေတဲ့ဆိုရင် CNG တွေရောင်းနေတဲ့ဈေးနှုန်းကဘလောက်ပေါ့ဗျာအမှသူကသူကြီးညာချက်ရှိတယ်ကျွန်တော်လည်းပါပါတယ်ကျွန်တော်လည်းဒါကိုတကူတော့ပြောကြတော့မလို့တော့ခင်ဗျားတို့လည်းတချို့ဟာတွေဒီနိုင်ငံမှာသတင်းစာတွေမှာလည်းပါမယ်နောက်မီဒီယာတော်များများရေးနေလိမ့်မယ်ဆိုတော့ဈေးကွက်ထဲမှာတကယ်ရှိလားဆိုတော့မှတ်ပါတယ်အခုတစ်ခါတည်းကြရင်ဗျဟိုတက်စီသမားတွေတွေကတချို့တက်စီသမားတွေပေါ့ဗျာလူရမ်းတော့မဟုတ်ပါဘူးဆိုတော့ငါးရန်ကကျွန်တော်တို့လူတွေကကားငါးစီးတဲ့ခါမှာ EV ကားတွေတက်စီသမားတွေCNG သမားတွေပေါ့C taxi တွေကထားလိုက်ပါတော့ဗျာ C taxi တွေထားလိုက်တော့ဒီ CNG နဲ့ EV ကားသမား EV taxi သမားတွေအနေနဲ့ကားငားတဲ့သူတွေဟောပတ်စံတောင်းတဲ့အခါမှာလက်ရှိစီဈေးကိုတွက်ပြီးတော့စီဈေးနဲ့တွက်ပြီးတောင်းဖို့မသိဘူးဆိုတော့ခင်ဗျားတို့သိတင်တယ်ခင်ဗျားတို့နားလည်တင်တယ်လို့ပြောချင်တယ်အခုဒီမှာ CNG ပဲပါတယ် EV ကားကြောင့်မပါဘူးအခုဖြစ်နေတာတချို့နေရာတွေမှာတချို့ဒေသတွေမှာတချို့သော EV ကားသမားတွေ EV taxi သမားတွေတချို့သော CNG taxi သမားတွေကစီကားနဲ့အပြိုင်ဈေးတောင်းတယ်စီကားနဲ့အပြိုင်ဈေးတောင်းတယ်ဆိုတော့ဒါဖြစ်တင်လာမင်းဘယ်လိုဖြစ်တင်မှာလဲဗျာစီကားနဲ့အပြိုင်တောင်းအောင်ခင်ဗျားကလေသူတို့ပေးထားတဲ့ဈေးကဗျာဟိုမူဘယ်လိုပြောရင်ကြက်ပြပဲလို့ပဲပြမူးရလို့ရှင်ထောင်ကနန်းလောက်လို့ရှိတယ်ဟိုကစီကတောင်းနေကြည့်ပေးရတယ်မတူဘူးလေဗျာစီကားသမားတရက်မောင်းလို့5,000ကုန်တဲ့ချိန်မှာဒီ CNG သမားက1000တောင်ကုန်ညီမကုန်တာတခါတလေ1000ခွဲတော့မကုန်ဘူးအဲ့တော့အဲ့ဒီအချိန်မှာတောင်းတဲ့ဈေးကစီကားကခီးတစ်ခေါက်1000တောင်းရင်ထားပါတော့ဗျာကျွန်တော်ကမသိဘူးပဲခံမှန်းပေါ့ဗျာနော်ထားပါတော့ဘယ်ကနေလို့ဆိုတော့ထားတော့စူးလေကနေပြီးတော့မြင်းဒီကုန်းကိုစီးမယ်ဘယ်လောက်လဲ1000နမူနာပေါ့1000ဆိုစီက1000တောင်းမယ်အဲ့ဒီချိန်မှာဟိုကောင်လေး CNG သမားလည်း1000ဆိုရင်CNG သမားအဲ့ဒါဖောင်းတာဗျာသူဖောင်းတာနောက်တစ်ခါဟိုကလည်း EV ကားသမား1000ဆိုအဲ့ဒါဖောင်းတာဗျာမတောင်းတင်ဘူးပေါ့နမူနာပြောတာမတောင်းတင်ဘူးဒါစီကားသမားမဟုတ်လို့စီကားတောင်းတာကသူစီကဈေးကြီးတယ်အဲ့ကြောင့်သူတောင်းတာဒါပေမဲ့အဲ့ချိန်မှာ CNG တို့ဒီ EV ကားသမားတွေအနေနဲ့မတောင်းတင်ဘူးအဲ့လိုတောင်းတာတွေသိလို့ရှိရင်ပြည်သူလူထုတွေနဲ့တိုင်မူလဈေးနဲ့တွက်ပြီးတိုင်စီကားသမားဈေးနဲ့တွက်တောင်းပြီးတိုင်ဘယ်လိုတိုင်းမှာဖုန်းတွေပါကျွန်တော်ဆိုတာထုတ်ပြန်ထားတယ်တိုင်ပြီးတော့မှအိုက်ကားကိုတိုင်ပြီးတော့အိုက်ကားကိုတခါတည်းအရေးယူခိုင်းရမှာတစ်ချိန်ဆို3ချိန်ဆိုအရေးယူတော့ရေးယူတင်ပြီအဲ့လိုလုပ်ရမှာအဲ့တော့အခုလုပ်မယ်မကြိုင်မှာလဲ CNG အသုံးပြုနေတဲ့ motor ယာဉ်တွေပေါ့ CNG ယာဉ်တွေကိုနော် metering စနစ်ပေါ့နော် meter စနစ်တက်ဆင်ပြီးတော့ဤပညာအသုံးပြုထိန်းချုပ်မယ်ဥပမာ CNG ကားတွေဆိုရင် metering တက်မယ်တက်ပြီးတော့အဲ့ကောင်တွေစောင့်ကြည့်ပြီးတော့သူမောင်းတဲ့ကီလိုပေါ့တွက်ပြီးဈေးကိုဘယ်လောက်ဆိုတာသူတောင်းတာဘယ်လောက်လဲအဲ့ဒါတွက်ပြီးတော့ပြောဒါပေမဲ့ခက်တာကဗျာအဲ့ဒါလူလူပါဝင်မှရမယ်ဒီကားသမားတွေကသူတို့ပါဇက်ကနေထွက်ချင်တဲ့ဈေးတိုင်းထွက်ပြောချင်တဲ့ဈေးတိုင်းပြောနေတာဟာယူဟိုဘယ်လိုလုပ်ပြီးတော့သူဘယ်လောက်တောင်းတယ်ဈေးကဘယ်လောက်မှန်မှာဆိုဘယ်လိုဟိုအစိုးရအရေးယူကိုသိမှာလဲဗျာမသိနိုင်ဘူးအစိုးရအဲ့တော့ဘာလို့လဲဆိုပြည်သူလူထုကပါဝင်မယ်အဲ့တော့ခင်ဗျားတို့တားတဲ့ကားဟာပြည်သူကားစီးတဲ့ပြည်သူလူထုကတိုင်လို့ရတယ်ဆိုတော့ခင်ဗျားတို့သိသိချင်တာနော်အဲ့တော့ကျွန်တော်ဖုန်းနံပါတ်လေးပေးရွတ်ပေးမယ်နော်ခင်ဗျားတို့လည်းတိုင်လို့ရအောင်လို့တိုင်နော်မတရားတာလို့မတရားတာမြင်တိုင်ပေါ့နော်ဆိုတော့ကားကိုခင်ဗျားတို့တားစီးလိုက်တဲ့ခါ CNG ကားဖြစ်တယ်ဆိုပါစို့သူက CNG ကားမေးလိုက် CNG လား C ကားလားကြည့်လိုက်လို့ရှိရင် तू ကျွန်တော် C ကားဘာလို့ပြောမလဲနောက်မှ CNG အိုးကြီးမြင်ပါရဲ့ C ကားပါပြောရင်အဲ့ကောင်လိမ့်တာအဲ့ကြိုင်တော့စတာတိုင်ပြီးတော့ဒါတစ်ချက်နော် EV ကားတွေကသိတာတယ် EV ကားတားလိုက်တယ် EV ကားဒါပေမဲ့အဲ့ကားနှစ်မျိုးလုံးကဒီမှာအစိုးရထုတ်ရကြပါ EV မပါသေးဘူးဒါပေမဲ့ကျွန်တော် EV ပါတိုင်ခိုင်းမယ် EV ပါတိုင် EV လည်းမလုပ်သေးဘူးနော်မလုပ်သေးဘူး EV လည်းမလုပ်သေးဘူးနမူနာပြောတာမလုပ်သေးဘူးခင်ဗျားတို့ EV ကောင်းမောင်းတဲ့လူတချို့မတော်လောဘရှိတဲ့လူတချို့ CNG ကားမောင်းတဲ့မတော်လောဘရှိတဲ့လူတချို့ခင်ဗျားတို့စွတ်မလုပ်ပါနဲ့ပြည်သူလူထုခက်ခဲနေတဲ့အချိန်တိုင်းပြည်ခက်ခဲနေတဲ့အချိန်မှာစွတ်မလုပ်ကြပါနဲ့နော်ဆိုတော့တိုင်တောင်းလာပြီဆိုတော့စီကား1000လို့သူက1000တောင်းနေဆိုရင်ခင်ဗျားမတရားဘူးခင်ဗျားမတရားတော့စီကား1000သူ8000ဒီလိုဖြစ်ရတယ်စီအဲ့လိုမျိုးလေးဆိုရင်တော့အဆင်ပြေတာပေါ့ဗျာနော်အဲ့ဒါဆိုရင်တော့တော်ဘာဖြစ်တာအဲ့ဒါမျိုး8000 9000ဒါမျိုးဆိုရင်တော်တာပေါ့အဲ့လိုလုံးတင်နေတယ်အဲ့လိုမဟုတ်ဘူး CNG ကတောင်းနေပြီမချိမဆိုင်တောင်းနေပြီဈေးတွေပိုတောင်းနေပြီဆိုရင်39 991115413အဲ့ဒီနံပါတ်ကိုဖြစ်စေ39 26 246ခွန်39ခွန်ကိုဖြစ်စေဆက်သွယ်ပြီးတော့တိုင်လိုက်ပါနော်ပြပြောပါမယ်39 ခွန်94115413ကိုဖြစ်စေ39 26 246ခွန်39ခွန်ကိုဖြစ်စေဆက်သွယ်ပြီးတော့တိုင်ပါနော်တခုတော့ရှိတယ်ကိုကျွန်တော်ရုပ်သံပြောလိုက်တဲ့အခါမှာခင်ဗျာအဲ့နံပါတ်မှတ်ပြီးတော့တွားပြီးတော့ဟယ်လိုကိုကျော်မျိုးမင်းလားခင်ဗျာတော့တွားမလုံးနဲ့ဘူးခင်ဗျားတို့ကလည်းပြဿနာပါလဲဆိုတော့ဖုန်းနံပါတ်တစ်ခုပေးရင်ကျွန်တော်နဲ့ပြောရမယ်ဖုန်းလို့ထင်ပြီးတော့မြန်စွတ်ကြည့်သွားဆက်နေရရှိမလုပ်ကြပါနဲ့ဗျာဟိုကျွန်တော်လည်းပို့လိုက်ပြန်ရင်ဘသူတွေမှမသိတဲ့ဖုန်းလည်းကျွန်တော်မကိုက်ရဲပါဘူးဒါကျွန်တော်ပို့လိုက်ပြန်ကိုယ့်ဟာကိုယ်တော်ဗျာပြဿနာပေါင်း16000နေဟိုပြောရရင်ဗျာလူတွေကဟိုကျွန်တော်ဟိုဘာဖြစ်လဲဆိုလူတွေကသူတို့တက်တဲ့ပြဿနာပေါင်း16000ကိုကျွန်တော်ခေါင်းပေါ်လာပုံချတယ်သူတို့အားလုံးအဆင်ပြေနေတဲ့အချိန်တုန်းကကျော်မျိုးမင်းတစ်လုံးမှသတိမရဘူးသူတို့အားလုံးအဆင်ပြေနေကျော်မျိုးမင်းတစ်ချက်မှသတိမရဘူးတတိယခေါင်းမှလည်းမသိဘူးသူတို့အားလုံးအဆင်ပြေနေ
ကျွန်တော်မင်းပြောပြလိုက်လို့စင်ပြေသွားရင်လည်းဝမ်းနေတာလို့နော်ဟောသူတို့စင်ပြေမပြေတော့ရင်ကျွန်တော်သတိရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မသိသူတို့အစမပြေတာဖြည့်ရှင်းပြီးဘူးပဲကျွန်တော်မင်းဖြစ်လာတယ်လို့ပဲတချို့ကိစ္စကျကျွန်တော်လည်းကျွန်တော်ဘဝနဲ့ကျွန်တော်ရှိတယ်လူတွေကသူတို့ပြဿနာပေါင်းတော့ကျွန်တော်ခေါင်းမလာပုံကိုကြိုးစားတာပြီးပြဿနာဖြစ်လာပြီးအဲ့သူတို့ပြဿနာကိုကူလို့ကျွန်တော်ပြဿနာဖြစ်လာပြီးဆိုဘယ်ကောမှအနားမရှိဘူးကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ journalist တွေပေါ်အဲ့ဒါပဲဒါတခါကြရင်လည်းကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ဟိုမီဒီယာသမားတယောက်ကဘာတာဝန်ရှိပါသလဲမင်းဘာတာဝန်မှမရှိပါဘူးဘုံလည်းပြောရင်အဲ့လိုပြောအောင်ဖြစ်နေဘာတာဝန်မှမရှိတော့ပါဘူးအဲ့တော့လူတို့ကလည်းဘုံပေါ်မှာရမယ်ခင်ဗျားတို့ဘုံပေါ်မရှိဘဲနဲ့ကျွန်တော်တို့ဘလို့ဘာတာဝန်မရှိဘူးနော်ပြီးတော့တချို့ဆိုသတင်းပြောကျွန်တော်နာမည်လေးမပြောပါနဲ့သူကျွန်တော်မပြောနဲ့တော့အေးမင်းတို့ကဘာမှမဖြစ်ဘူးငါထောင်ထဲသွားမှာအဲ့လိုလားအဲ့ပြောမှဖြစ်တခါကြလဲဟိုတချို့ကိစ္စကြရင်ကျွန်တော်တို့လေဟိုသိတယ်ဘယ်ဟာအမှားတယ်ဘယ်ဟာမှကျွန်တော်တို့ဗာချင်းတယ်တချို့ကသူတို့ပြဿနာပေါ့သူတို့ရှင်းမရပြဿနာပေါ့သူတို့အစမပြေတဲ့ပြဿနာပေါ့တောချောင်းတော့မှာသူတို့ကောင်းတာရွေးပြောပြီးမကောင်းတာကြချန်ထားပြီးတော့ကျွန်တော်တို့လာပြီးချင်းထဲကိုကြိုးစားရလူကြီးလည်းအများကြီးပဲအဲ့တော့ကျွန်တော်တချို့လူတွေကဒီလောကမှာကျွန်တော်ဖြတ်တန်းလာတဲ့ချိန်မှာကျွန်တော်လူတွေကိုဖြည်းဖြည်းနားလေတယ်ပို့ပြီးနားလေတယ်ပို့ပြီးနားလေတယ်ဟိုဂျန်လေးပေါက်ဆောက်ဘွားဒီနေ့ထိဖြတ်တန်းတဲ့နှစ်ပေါင်း20နီးပါးအတွင်းမှာကျွန်တော်လူတွေတော်နားလေလာတယ်အဲ့တော့ရှင်းရှင်းလေးပဲဟိုပို့ရလည်းပြောရရင်တော့တခုဖြစ်တော့မှသတိရဆိုကျွန်တော်မျိုးတိုင်ရမယ်ကိုကျွန်တော်ပြောမယ်ခင်ဗျားတို့တခုကျွန်တော်တခုဖြစ်ရောခင်ဗျားတို့ဘယ်တော့အနာရှိလို့တို့ကျွန်တော်အဲ့လိုပြန်မေးခင်ဗျားတို့စိတ်ဆိုးမှတချို့တွေကနော်ဆိုတော့ထားပါတော့ဗျာပြောမနေပါဘူးအဲ့တော့ဒီ iPhone နဲ့ပါကျွန်တော်ဖုန်းဆက်ဖို့မဟုတ်ဘူးနော်ခုန CNG ကိစ္စတွေပါညာဖြစ်လို့ရှိရင်ဖုန်းဆက်ပြီးတိုင်းလို့ပြောတာနော်အဲ့ဒါတခုနောက်တစ်ခုက EV ကားကိစ္စက EV ကားကိစ္စအချမ်းမဟုတ်ဗျအစိုးရက EV ကားတွေနဲ့ပတ်သက်ပြီးEV ကားမဟုတ်ဘူးသူကတကယ်တော့အခွန်ကောက်ဥပဒေနိုင်ငံတော်ထုတ်ပြန်တာဗျတကယ်တော့နိုင်ငံတော်ကဘာလဲဆိုတော့2026ခုနှစ်ပြည်ထောင်စုအခွန်ကောက်ဥပဒေပြဋ္ဌာန်းတယ်ပြဋ္ဌာန်းတဲ့ထဲမှာသူတို့အခွန်ကောက်မဲ့နှုံထားတွေအခွန်ကောက်မဲ့ပုံစံတွေဘာညာတွေကိုထုတ်ပြန်တာအများကြီးပဲဗျပစ္စည်းပေါင်းအများကြီးပဲနော်အထူးကုန်စည်အမျိုးအစားတွေဆိုခေါင်းစဉ်တက်လိုက်တာခင်ဗျာ secret အမျိုးမျိုးဆက်လိတ်တွေဆေးရွက်ကြီးတွေ Virginia တွေဆေးပြင်းလိတ်တွေအရက်တွေဟာခင်ဗျာဈေးတွေတိုးကောက်မဲ့ယာရင်တို့နဲ့ကောက်မဲ့နှုံထားတွေကိုတန်းစီကျင်ညာတာဒီနေ့နိုင်ငံမှာသတင်းစာမှာပေါ်လို့ရိုက်နေကိုခင်ဗျာတော့ဖတ်ကြည့်အဲ့စာရွက်လေးသိမ့်ထားကိုဟာလေးပတ်သက်လာရင်ကိုနဲ့ဆိုင်အောင်လို့ဒါပေမဲ့အဲ့ထဲမှာ highlight ဖြစ်သွားတာ C နဲ့ရောတော့ EV ပါ highlight ဖြစ်သွားအောင် C နဲ့ရောတော့ highlight က EV ဖြစ်သွားအောင်အခု C ပြတ်တာတော့ EV highlight ဖြစ်သွားတယ်ဘာလို့ဆို EV ကားတွေလည်းအခွန်အထူးကုန်စီခွန်ဆိုပြီး900ပေးဆောင်ရတော့မယ်တဲ့အရင်တော့ EV ကားတွေကိုဘာမှအခွန်သိမ့်မှဖြစ်ဘူး EV ကားတွေမှာ tax က free လုပ်ထားတာအခုတော့တိုင်ပြီ EV ကားတွေကိုလည်းအထူးကုန်စီခွန်900ပေးဆောင်ရတော့မယ်ဆိုပြီးပြောတယ်အဲ့ဒါ2026ခုနှစ် April 1ရက်နေ့စအကျိုးသက်ရောက်မယ်တဲ့ဆိုတော့ကျွန်တော်တို့ဟို EV ကားတွေအပေါ်မှာပတ်စံကောက်မယ်ဆိုတဲ့ကိစ္စကတော့မှန်ပါတယ်ဟိုကျင်ညာတာတွေ့လာတယ်အထူးကုန်စီကို900ပေးဆောင်မှာဖြစ်ပြီးတော့ဒီတခြားဟာတွေလက်ခုံတွေမျိုးစုံခွဲထားတယ်ခုနကအဲ့တော့ EV ကားတွေကဝယ်နေကြတဲ့လူတွေရှိတယ်သူကသတ်မှတ်တာ engine စွမ်းအား1500 cc ကနေ2000 cc အထက်ရှိတဲ့ Venga Salon ကဘာညာတွေပေါ့ဝယ်ခုံတွေ1000နှုန်းကောက်မယ်လို့ဘာညာစသဖြင့်ပေါ့ကားတွေမျိုးစုံကြီးထားတယ်အဲ့တော့ EV ကားကတော့900နှုန်းကောက်မယ်ဆိုတော့အဲ့ EV ကားကအခြားကားတွေလည်းကောက်ပါတယ် EV ကားလက်ရှိလူကြားထဲမှာ hot နေတော့ EV ကား900နှုန်းကောက်မယ်ဆိုကိစ္စမှာကျွန်တော်တို့မရှင်းတာတစ်ချက်ရှိတယ်ဗျာ2026ခုနှစ် April 1ရက်ကစမယ်လို့ပြောတဲ့အတွက်ဒါဆိုအဲ့2026 April 1ရက်မှာစသွင်းမဲ့ကားတွေပုံမှာကောက်တာလားအခုလက်ရှိရောက်နေပြီးသားကားတွေပုံမှာလည်းပြန်ကောက်မှာလားအဲ့မိကုန်းကတော့မရှင်းဘူးဒါပေမဲ့ကျွန်တော်ခံမှန်းတာတော့ကျွန်တော်နားလည်လိုက်တာပေါ့နော်ရှေ့ဟာတွေပြန်ကြော့ကောက်ရင်တော့မသိဘူးဒါပေမဲ့ကျွန်တော်နားလည်လိုက်တာတော့2026 April 1ရက်မှာစမယ်ဖြစ်တဲ့အတွက်2026 April 1ရက်မှာအဲ့နောက်ပိုင်းမှာတွင်းတဲ့ကားမှန်သမျှပုံမှာကောက်မယ်လို့ကျွန်တော်နားလည်လိုက်ပါတယ်ရှေ့ဟာတွေပြန်ကောက်မယ်ဆိုရင်ခင်ဗျာရှေ့ကကားသမားတွေအကုန်လုံးထိုင်ငွေရုံရှိတယ်ပေါ့ဗျာဘယ်ခင်ဗျာပတ်စံဈေးက EV ဈေးကထိုးကြနေတဲ့အတွက်9ပါးထပ်ကောက်တယ်ဆိုတော့သေရောပေါ့ဗျာအဲ့တော့ဒါတော့အစိုးရဘယ်လိုစဉ်းစားလဲတော့မသိဘူးသူကကျွန်တော်အမြင်တော့တရက်နေ့နောက်ပိုင်းကနေ April ရက်နေ့နောက်ပိုင်းကစကောက်မယ်လို့ကျွန်တော်တော့ခံမှန်းထားပါတယ်အဲ့တော့ EV ကားတွေအခွန်ဆောင်ရပါတော့မယ်ဆိုတော့ပြောချင်တယ်ပြီးတော့အခွန်ကောက်ဥပဒေကြီးကဒီနေ့နိုင်ငံမှာသတင်းစာမှာတရားဝင်ကြေညာထားပြီးဖြစ်တဲ့အဲ့ဒီထဲမှာကိုဟာတွေဘာပါလဲဝင်ငွေကုန်တွေပါပါတယ်နော်ဝင်ငွေကုန်တွေပါပါတယ်ဝင်ငွေဘယ်လောက်ရလဲဆိုတာရယ်နော်ဒီမျိုးစုံဝင်ငွေတွေရောတခြားဘာတွေညာတွေရောလုပ်ငန်းကုန်တွေရောအခွန်တွေကိုအစိုးရသေချာကြကြနာကောက်ယူပြီးတော့ဒီကင်တွေတော့မယ်ဆိုတဲ့သဘောမျိုးတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တွေကဘာလို့အခွန်နဲ့ရက်ဒီရှင်သားရမယ်ဆိုတော့မမေ့ကြဘူးတိုက်တွန်းချင်တာပါကျွန်တော်အခွန်တွေကိုဆောင်ရမယ်အခွန်တွေကိုမှန်ကန်ဆောင်ပြီးကျွန်တော်တို့ရှေ့ကိုခီးဆက်ကြမယ်ဆိုတော့လူတွေကိုသိစေချင်ပါတယ်เนาะအဲ့ဒါ EV ကား CNG ကားကိစ္စတွေပါเนาะနောက်တစ်ခုကကျွန်တော်တို့ဒီမန္တလေးမှာဖြစ်သွားတဲ့အမှုခင်းကိစ္စလေးတစ်ခုနဲ့ကျွန်တော်ဒီနေ့လေးထည့်ပြောပါအောင်မန္တလေးမှုခင်းဆိုတာချမ်းမဟုတ်ဗျမန္တလေးမှာဗျာကျွန်တော်တို့လည်းအစတော့ဟိုကျွန်တော်တို့ website မှာလည်းသတင်းတက်ပြီးသွားပြီကျွန်တော်ပြန်မရေးရသေးပါဘူးเนาะပြန်မရေးရသေးဘူးပြန်ပြီးရေးရအောင်မယ်ဘာလဲဆိုတော့မန္တလေးမှာဓမြတိုက်မှုဖြစ်တယ်ပေါ့ဗျာဓမြတိုက်မှုဖြစ်တယ်ဆိုပြီးတော့ရဲကိုလာတိုင်တယ်လာတိုင်တော့ရဲကဓမြတိုက်မှုဖြစ်တယ်ဆိုပြီးလိုက်တာပြီးလည်းပြီးတော့300နီးပါးလောက်ပါသွားတယ်ပေါ့ဗျာဓမြတိုက်မှုဖြစ်လို့300လောက်ဘူးလောက်ပါသွားတယ်ဆိုပြီးတော့ရဲကိုလာတိုင်တယ်မန္တလေးဖြစ်စဉ်เนาะလာတိုင်လို့ဆိုပြီးတော့ရဲတပ်ဖွဲ့လိုက်တာပေါ့ဗျာလိုက်ပြီးလဲပြီးတော့နောက်ဆုံးလဲကြာအခုအမှုကပြန်ပေါ်သွားပြီအခုကျွန်တော်ဆက်ဖို့တက်လာတဲ့တဲ့အမှုကပြန်ပေါ်လာပြီပေါ်လာပါဆိုလိန်ပြီးတိုင်တာတဲ့လိန်ပြီးတိုင်လို့အဲ့ဒီလူတွေအခုလိန်တိုင်တဲ့လူတွေအကုန်လုံးလာလုတဲ့သူတွေအကုန်လုံးပူပေါင်းပါဝင်ဆိုအကုန်လုံးရဲရဖမ်းထားပြီဆိုဖြစ်စဉ်ဖြစ်သွားတယ်မန္တလေးမှာနော်မန္တလေးဖြစ်စဉ်လေးကျွန်တော်နည်းနည်းလေးပြပြမယ်အချမ်းမြင်းလေး
မန္တလေးဖြစ်စဉ်အချမ်းမဟုတ်ဘူးဗျဟိုမန္တလေးအောင်မြေသာဆန်ပေါ့ဗျာအောင်မြေသာဆန်ဘက်မှာဖြစ်တာအောင်မြေသာဆန်ဖြစ်တာသူကဒီမိသားစုတစုอ่ะပေါ့ဗျာသူတို့ရဲကိုလာတိုင်တယ်သူတို့ရဲကိုတိုင်အကြောင်းရလဲသူတို့ပြောရတော့ဗျာဒီရက်ကွက်မှာသတင်းပြန်သွားတဲ့ခါကျတော့မထူးတော့သူဓမ္မတိုက်ခံတဲ့ပုံစံမျိုးလာပါဖြစ်တဲ့ပုံစံမျိုးဓမ္မတိုက်ပုံစံသတင်းပြန်သွားတဲ့အတွက်မထူးတော့ဘူးဆိုပြီးရဲကိုကတ်တိုင်တာနော်အဲလူရက်ခံရတဲ့မျိုးလာဘာဖြစ်တယ်ဆိုပြီးတော့သတင်းလွှင့်ပြီးလို့ပြီးရက်ကွက်တာဝန်ရှိသူတီးသွားလို့ဆိုပြီးရဲသွားတိုင်လိုက်တိုင်နေရဲကစုံစမ်းတော့မှဘာလဲဆိုတော့ဒီရဲတပ်ဖွဲ့ဝင်တွေအနားမှာရှိတဲ့အဲ့ဒီအခင်းဖြစ်တဲ့အိမ်ရဲ့အနားမှာရှိတဲ့ CCTV မှတ်တမ်းတွေကြည့်တယ်ပေါ့ကြည့်တဲ့အခါမှာသူကအဲ့မှာ CCTV မှတ်တမ်းတွေပါလာတဲ့ရင်တစည်းပေါ့အဲ့ဒါကလည်း86လမ်းနဲ့9လမ်းတိုင်းရင်တစည်းကမောင်းလာတယ်ပြီးတော့ 86A လမ်းနဲ့မှရှိ A နဲ့9လမ်းတော့မှရှိတဲ့အိမ်ကိုအရှိမရက်တယ်ပြီးလည်းပြီးအဲ့အခင်းဖြစ်အိမ်လမ်းကြားတဲ့လူငယ်တို့ကကောက်ပါဆင်းပြီးဝင်သွားတယ်ပြီးလည်းပြီးတော့အခင်းဖြစ်နေအိမ်လမ်းကြားတဲ့ပြန်ထွက်လာတယ်အဲ့ရင်နဲ့ပြန်ထွက်သွားတယ်အဲ့ဒါနဲ့အဲ့မှတ်တမ်းနဲ့ကားနဲ့လိုက်တိုက်ကြည့်လိုက်တဲ့ခါကျတော့သူတို့မောင်းတဲ့နေရာတွေလိုက်ရှာကြည့်တဲ့ခါကျတော့သူကညောင်ကွဲရက်ကွက်အကွက်နှစ်မှာခြေလမ်းဘေးမှာရက်ထားတဲ့အတွက်ပိုင်ရှင်ဆွမ်းစားတဲ့ခါကျပိုင်ရှင်ဘသူပေါ်လာတယ်။ကျွန်တော်တရားကြောတွေကိုအများကြီးပါပဲသိဘူးနော်။ပေါ်လာပြီးတော့အဲ့ဒါရဲစခန်းကမတ်လ15ရက်နေ့ဖြစ်တယ်နော်။ရဲစခန်းအဲ့ဒါနဲ့ဒီလူတွေကိုခေါ်ပြီးတော့မေးလိုက်တယ်။မေးတော့ဘယ်လိုဖြစ်တာဒီလူကောင်တွေခေါ်ပြီးမင်းတို့ဓမ္မတိုက်တယ်ပါညာဆိုပြီးတော့အဲ့တော့နောက်ဆုံးဒီကောင်တွေကဓမ္မတိုက်တဲ့လူတွေမဟုတ်ဘူးလေအစ်စ်မဟုတ်ဘူးလေအစ်စ်မဟုတ်တော့သူတို့အကုန်လုံးဖွင့်ရဝန်ခံတော့ဘယ်လိုဝင်ခံဆိုတော့သူတို့အဲ့ဒီအိမ်ရှင်ကမိသားစုကအကူကြီးတောင်းတာနော်ကူကြီးတောင်းလို့တဲ့နော်လွန်ခဲ့တဲ့10လောက်ကပေါ့ဗျာအဖွဲ့တွေကူကြီးတောင်းလို့သူတို့ကူကြီးရင်းနဲ့နော်ဒီဓမ္မတိုက်တယ်လို့မျိုးဟန်ဆောင်ပြီးတော့ကူကြီးပေးရင်းနဲ့သူတို့ဒီအမှုကျွလို့ဆိုဖြစ်သွားပြီးတော့အဲ့ဒီသက်ဆိုင်လူတိုင်လိုက်တော့အမှုဖြစ်ကုန်တာတဲ့အဲ့တော့အခုလောဆယ်တော့ကျွန်တော်ရဲမှတ်တမ်းလေးကိုကျွန်တော်ဖတ်ရင်းနဲ့ကျွန်တော်အသေးစိတ်မပြောချင်သေးလို့ပေါ့နော်အခုလောဆယ်တော့ရဲကအဲ့လူတွေကိုလုံးစစ်ပြီးတော့တော်တော်လေးတင်းနေအောင်ရဲတင်းအောင်ငါတို့လာပြီးတော့လာလောက်လာဆိုပြီးတော့ဒီအကောင့်ဝင်နဲ့လာပြီးရဲကိုကျင်းတယ်လာကျင်းတယ်ရဲအခုအဲ့ဒါကိုတင်းပြီးတော့အကုန်လုံးကပြီးတော့ဟိုအကုန်ဖမ်းပြီးထောင်ထဲထည့်ပြီးတော့ဘယ်လိုလုံးလဲတော့မသိဘူးနော်နောက်ဆက်တော့ရဲသူ့အောင်လုပ်နေမယ်ဒါပေမဲ့လောလောဆယ်မန္တလေးအော်မီဇာဆန်မှာအိမ်ဓမြတိုက်ပါတယ်ဆိုပြီးလိန်တိုင်တဲ့အဖွဲ့အဲ့အိမ်တိုင်တဲ့လူတွေရောအဲ့လိန်တဲ့လူတွေရောလာပြီးဟန်ဆောင်လုပ်တဲ့လူတွေရောတေးဥဆောင်တဲ့လူတွေအကုန်လုံးရဲအကုန်ဖမ်းထားတဲ့ဖြစ်စဉ်တကူမန္တလေးမှာဖြစ်သွားပါတယ်เนาะအဲ့ဒါမနေ့ကဖြစ်သွားတာအဲ့တော့ဒီနေ့တော့အဲ့ဒီအမှုတွေကိုဆက်ပြီးရဲဖမ်းပြီးစစ်ပြီးတော့အကုန်လုံးဖမ်းစစ်နေတယ်တဲ့เนาะသေးသေးကိုတော့ဗျာကျွန်တော်တို့ပြီးကနတွေဟောပြပါမယ်ဆိုတော့ဟိုကျွန်တော်တို့လည်းရေးလို့ရတဲ့ဟာမြည်လို့မရတော့ကျွန်တော်ခွဲပြီးတော့ပြောရမှာမဟုတ်လို့နည်းနည်းခြံထားတာပါเนาะအဲ့တော့ဘာပြောတချို့အလေးနဲ့ရှိသေးတယ်ဗျာเนาะအဲ့တော့အမှုလေးကြံသေးနောက်ဆက်တွဲတွေအဲ့တော့မန္တလေးမှာအဲ့လိုဖြစ်တယ်ဒါကြရင်လည်းလူတွေကခုနကကျွန်တော်ပြောသလိုပေါ့ဗျာဟိုကိုယ့်ဟာကိုပေါက်တက်ခဲ့ရလောက်တာတွေကနေတခြားလူတွေလိုက်ဒုက္ခပေးအခုရဲပါတော့ဒုက္ခပေးတော့ကိုရဲတွေဒုက္ခရောက်တော့အဲ့လိုဖြစ်စဉ်လေးမန္တလေးမှာဒီမနေ့ကနဲ့ဒီနေ့ဖြစ်သွားတယ်လို့သိရတယ်ဒါလေးလည်းမန္တလေးမှာတဲ့ဝိစာလေးနဲ့အချမ်းမြေးရှင်းပြတာပါเนาะဆိုတော့ပြီးတော့ကျွန်တော်ဒီနေ့ကော့ခိုင် MNDAA နဲ့ TNL တိုက်ပွဲကော့ခိုင် MNDAA ကသိမ်းပိုက်လိုက်တဲ့ကိစ္စနောက်ဆက်တွဲဟာလေးတွေနဲ့ဟိုလေးပြောပါမယ်အဲ့တော့ကျွန်တော် short to the point လေးပြောရရင်တစ်ချက်က MNDAA ကအခုပြောင်းစုလမ်းမကြီးရဲ့ပေါ်မှာရှိတဲ့ကော့ခိုင်နံပါတ်ကအကုန်လုံးအဲ့ဓာတ်တွေဓမ္မတရားသိမ်းလိုက်ပြီ TNL ရဲ့ရှိတဲ့စခန်းအကုန်လုံးသိမ်းလိုက်ပြီ TNL တို့ဖမ်းလိုက်ပြီ TNL အကုန်လုံးလက်နက်ချလိုက်ပြီ TNL တို့လက်နက်ချလိုက်ပြီးတော့ TNL တွေကလူကြီးအကြီးပိုင်းတွေကတော့ခုချိန်ထိတနက်ဖောက်ဖို့ပြန်ပြီးပြက်ခတ်တိုက်ခိုက်ဖို့အမိန့်မပေးသေးဘူးခုချိန်ထိမပေးသေးဘူးဒီ MND အကုန်သိမ်း MND အကုန်သိမ်းလိုက်ပြီသိမ်းပြီးတော့ MND ရဲ့အခုစစ်ကူတွေကလောက်ကင်ဘက်ကရောတခြားနေရာတွေရောလာပြီးတော့အခုနောက်ဆုံးကြားရတာကြီးတော့ရောထွေးရှုပ်ထွေးနေတာက MND ဘက်ကနေဝါတွေလည်းဝင်တိုက်ပေးနေတယ်ပေါ့ဗျာယူနီဖောင်းပြောင်းပြီးဝင်တိုက်ပေးနေတဲ့သဘောမျိုးကြားရတယ်နော်ဝါတွေအဲ့ဘက်မှာ AA ကလည်းနောက်ဆုတ်သွားတယ် AA ကလည်းနောက်ဆုတ်သွားတယ် AA ကအဲ့105ဘိုင်နာမှာရှိတယ်ဗျရှိတယ်ဒါပေမဲ့အဲ့အဖွဲ့တွေကလည်းနောက်ဆုတ်သွားတယ်ဆိုတော့နောက်ဆုတ်သွားပြီးတော့ TNL တစ်ဖွဲ့နဲ့ထီးကြံခဲ့ပြီးတော့ TNL ကိုMND အဖွဲ့ကတိုက်တယ်ပေါ့ဗျာဒီလိုမျိုးဖြစ်လာတယ်ဖြစ်ပြီးတော့အခုလမ်းမကြီးတစ်လျှောက်လုံးပြီးသွားပြီရှင်းပြီးသွားပြီအဲ့တော့လာရှိုးကနေဟိုဘက်တစ်လျှောက်လုံးသိန်းဒီကော့ခိုင်ဟိုဘက်ချမ်းအကုန်လုံးတကြောလုံးကြီး105ဘိုင်နာဟိုဘက်ထိတကြောလုံးတစ်ခုလုံးနဲ့ဒီညာဘက်ချမ်းပေါ့မြေပုံကြည့်မယ်ဆိုညာဘက်ချမ်းတစ်ချမ်းလုံးလောက်ကင်နဲ့နီးတဲ့ညာဘက်ချမ်းတစ်ချမ်းလုံးအဲ့တစ်ချမ်းလုံးကို MND အကုန်ထိချုပ်လိုက်ပြီအဲ့တော့ဒီဘက်ချမ်းရဲ့ဟိုဘက်အခုသူတို့ MND ကအခုနန်ခမ်းမထီပါတိုက်ပဲပြီးရင်နမ်မတူပါဆက်တိုက်မယ်ဆိုတော့နမ်မတူနန်ဆာမှာဆက်တိုက်မယ်ဆိုတဲ့သဘောမျိုး MND ဘက်ကတက်စစ်ပြင်းနေတဲ့သဘောကိုကြားတယ်အဲ့တော့ကြားပြီးတော့အခုပြောင်းလက်မယူလဲအများပြည်သူခီးသွားကားတွေကိုပြန်စဖွင့်ပေးလိုက်ပြီလို့ကြားတယ်ဖွင့်ပေးလိုက်ဒီမိနစ်ဆိုကားတွေသွားကြပြီပေါ့နော်တိတ်ဒီခုခိုင်သွားပြီအဲ့လမ်းတစ်ချောင်းလုံးမှာ MNDAA တွေပဲတွေ့တယ် TNL တခုမှမရှိတော့ပြောရအောင် MNDAA က TNL ကိုအကုန်လုံးကိုမောင်းထုတ်လိုက်ပြီပေါ့ဗျာမောင်းထုတ်လိုက်တယ်ဆိုတော့ဒီပွဲကဒီလောက်မြန်မြန်နဲ့ TNL နောက်ဆုတ်ပြီးသွားတယ်ပြီးရင် MNDAA ကအုံနေချင်းနဲ့အုံနဲ့တခါနောက်ကနေကားတွေစစ်ကူတော်တော်ဖြည့်တိုက်တယ်ဆိုတော့အဲ့လိုဇလန်းတွေရဲ့နောက်မှာတခုခုရှိနေပုံရတယ်ဗျရှိနေပုံရတယ်နောက်တစ်ခုကဒီ MNDAA နဲ့စစ်တပ်နဲ့ကလည်းလာရှိုးမှာဟိုတွေ့ကြတယ်လို့ပြောတယ်ပေါ့နော်လာရှိုးမှာတွေ့ကြတယ်လို့ပြောတယ်လာရှိုးမှာတွေ့ကြတဲ့ခါကျတော့လာရှိုးကသူတွေ့နေကြဟိုတယ်မှာတွေ့ရတယ်ပေါ့ဗျာတွေ့ပြီးတော့တွေ့တယ်ဆိုပြီးတော့
တချို့မှတ်တတ်ပုံလေးတွေဗိုလ်ချုပ်ကိုဦးရဲ့ဓာတ်ပုံလေးပါလာတယ်ဒီတချို့မှပုံထွက်လာတဲ့ဓာတ်ပုံတွေမှာကျွန်တော်ဒီမှာတွေ့လိုက်တဲ့တယောက်ကဗိုလ်ချုပ်ကိုဦးဖြစ်နေတာတွေ့ရတယ်ဒီတော့ဗိုလ်ချုပ်ကိုဦးပေါ့ဗျာဒီတော့ဗိုလ်ချုပ်ကိုဦးဖြစ်နေတော့တွေ့ရတယ်ကျွန်တော်ဒီမှာတွေ့တဲ့ဓာတ်ပုံတွေမှာဆိုရင်ဒီတော့ဗိုလ်ချုပ်ကိုဦးနဲ့ကိုကန်ဖွဲ့ရင်းနဲ့တွေ့ကြတယ်ဆိုတာမျိုးပေါ့ဗျာတွေ့ကြတယ်ဆိုတဲ့သဘောမျိုးဓာတ်ပုံထွက်လာတဲ့အခါမှာဒီတော့ဗိုလ်ချုပ်ကိုဦးကတော့အသာစီးပြီးအပေါ်လူတွေဘေးမှာဘူးဟောဖြစ်နေတယ်ပေါ့နော်ဆိုတော့အဲ့ဇလန်တွေလည်းရှိနေတယ်ဆိုတော့ဒါတွေအားလုံးကြည့်ချင်းအဖြစ်ဒီကိုကန်နဲ့တက်နဲ့ပေါင်းပြီးတော့ TNL ကိုမောင်းထုတ်တယ်လို့သတင်းထွက်လာတာရေနောက်တစ်ခါကိုကန်နဲ့တရုတ်နဲ့ပေါင်းပြီးတော့ TNL ကိုမောင်းထုတ်တဲ့သတင်းထွက်လာတာရေတရုတ်ကကိုကန်ကိုခိုင်းပြီးတော့ကိုကန်ကိုပြောပြီးတော့ဒီကုံသွဲပေါ့နော်နေသက်ဒီပြုံးလမ်းမကြီးတစ်လျှောက်လုံးကို TNL ကိုမောင်းထုတ်ပြီးတော့ကိုကန်တွေကိုပဲထားခြင်းတဲ့သဘောမျိုးကုံသွဲကြီးကိုပြန်ဖွင့်ခြင်းတဲ့သဘောမျိုးလုပ်တယ်ဆိုတဲ့သားရေဒီအချက်လက်ဒီအကုန်လုံးကတန်းစီပြီးထွက်လာပြီးတော့ဒီပွဲရဲ့နောက်မှာတရုတ်ရဲ့စီမံခန့်ခွဲမှု arrangement တွေရှိပြီကိုရတယ်ဆိုတော့အဲ့တော့ပလောင်တွေကလည်းအခုချိန်ဒီပလောင်ခေါင်းဆောင်ပိုင်းတွေကလည်းအခုချိန်ဒီတနက်တစ်ချက်မှမဖောက်ဖို့သူ့ပလောင်တွေအမိတ်မပေးဘဲနဲ့မတိုက်ဘဲနဲ့တဆုပ်တဲ့ဆုပ်ကြီးဆုပ်ပြီးနေရတယ်ဆိုတော့ပလောင်နဲ့သဘောတူတာရှိလို့လားဒါမှမဟုတ်ပလောင်တွေကိုယ်တိုင်ကပဲသူနောက်ကွယ်အကောင်ကြီးလုံးတော့သူတို့ကိုယ်တိုင်ခံတိုက်လဲမထူးဆိုပြီးဆုပ်ပြီးနေရတာလားအခုချိန်ဒီတရုတ်ကိုကူညီလှမ်းတောင်းထားတယ်ပလောင်တွေကเจ้าညီနိုင်ပြပါဖြည့်ရှင်းပြပါလို့ကူညီတောင်းထားတယ်ဒါပေမဲ့ဟိုဘက်ကတရုတ်ဘက်ကသေချာအကြောင်းပြန်ဦးသေချာအကြောင်းပြန်မယ်အာစစ်ပွဲတွေမဖြစ်စေချင်ဘူးဘာဘူးညောက်ဒီလောက်ပဲပြောတယ်သေချာဟိုထိထိရောက်တာမတွေ့ရဘူးဆိုတော့အဲ့စစ်ပွဲတွေရဲ့နောက်ကမှမြုပ်နေတဲ့ဇလန်းရှိပြီးတော့ကျွန်တော်စစ်ပူတာတခုတော့ရှိတယ်တက်မတော်နဲ့ဒီကိုကတ်နေတဲ့သဘောတူဆွေးနွေးနေတာဘာလဲတရုတ်နဲ့သဘောတူနေတာဘာလဲနောက်တစ်ခုကအဲ့ဒီရှမ်းမြောက်တစ်ခွင်လုံးမှာကိုကတ်နေလွှမ်းမိုးသွားမှာလားဒါကိုကျွန်တော်စိတ်ပူတယ်ကိုကတ်နေကတရုတ်တွေကဗျာရှင်းပြောတော့တရုတ်တွေကကိုကတ်နေကိုပဲသူ့ရဲ့ဟိုမျိုးဆောင်တက်ချမ်းဆောင်တက်သူ့ရဲ့ဒီပါခေါ်လို့ဆိုတော့အဲ့ဟိုအနေနဲ့လက်ဝေခံဖြစ်နေပဲဒီရှမ်းမြောက်တစ်ခွင်မှာပြည်တော်လမ်းမကြီးရဲ့တကြောလုံးမှာရှမ်းမြောက်တကြောလုံးမှာကိုကတ်နေကိုပဲထားပြီးတော့ပဲဟို proxy ထားပြီးအုပ်ချုပ်ဖို့တရုတ်ကစူးစမ်းနေတာလားဒီပုံမှာတက်မတော်ကဘယ်လိုသဘောထားနေရလဲဆိုတော့မိကုံကျွန်တော်တို့မှလည်းမရှင်းဘူးဗျဒီဘွဲကရှုပ်တယ်နည်းနည်းနောက်ကွယ်မှာဇလန်းနေရှိနေပုံရတယ်ဟိုတန်တရားအငွေ့တွေရှိနေတယ်တန်တရားလေးတွေရှိနေအဲ့တော့ဟိုတစ်ဖက်မှာလွတ်တော်ကြီးကကျက်ပါပြီးလူတွေမှာလွတ်တော်မှာထိုင်ရလူတွေထိုင်ဟိုဆိုရယူလိုက်လုံနေပြီတစ်ဖက်မှာလည်းနေမြေကိစ္စတွေကပြဿနာတွေရှိနေတယ်ပြီးတော့အဲ့သိန်းကြီးကိုခိုင်တို့ဘာလို့မှဆိုတော့တရုတ်စာတွေနဲ့တရုတ်ဟာတွေကြီးပဲတရုတ်စကားတွေတရုတ်ဟာတွေကြီးပဲလွှမ်းမိုးသွားတယ်တရုတ်ပုံစံတွေကြီးဖြစ်လာပြီအိမ်တွေအစာအုပ်တွေစောက်ရင်လည်းတရုတ်ပုံစံတွေဖြစ်လာတယ်အဲ့တော့အဲ့ရှမ်းမြောက်တစ်ခွင်လုံးလောက်ကင်ကုန်းချမ်းဒီဘက်ကလာမယ်သိန်းကြီးကိုခိုင်နံဘက်ကဒီနာတော့ဝိုက်ပေါ့နော်အဲ့ကောင်းလုံးအစရှိနေတဲ့အကုန်တကြောလုံးကြီးတစ်ခုလုံးကကိုကိုင်အုပ်ချုပ်ခွင့်ရဒေတာတွေကိုပေါက်ထက်ခံရမှာလားဒါရဲဆိုကျွန်တော်တို့စဉ်းစားကြဖြစ်လာတယ်ပလောင်ကလည်းပလောင်အနေနဲ့ကတော့ပလောင်ဘက်ကတော့သူ့ဇလန်သူယူရမှာပေါ့ပလောင်ကတော့ဗာဆက်လုံးလို့မသိဘူးမယ်လောလောဆယ်တော့ဟိုကျွန်တော်ထင်တယ်ဒီပွဲမှာမယူရှင်နိုင်အများကြီးရှိနေတယ်ဒါကြောင့်ကျွန်တော်တို့နောက်ကိုဆုပ်ပြီးခဏလေးအသာနေမရစီအဲဒါဒီပွဲမှာမယူရှင်နိုင်ရှိနေတယ်ပြည်သူလူထုတွေနဲ့လည်းသတင်းတွေဖတ်ပြီးရဖြစ်နေတယ်ပလောင်တွေကတော့ပူလောင်နေတယ်ပလောင်တွေကပူလောင်ပြီးတော့အသေးအံသူတို့ပလောင်မီဒီယာတွေဝါရဖြန့်ချီအဖွဲ့တွေအကုန်လုံးပလောင်တွေအသေးအံMNDU အသေးအံတွေ့ပြီးရေးနေကြတာတွေ့ရတယ်အဲ့ဒါကိုကျွန်တော်ဖတ်ကြည့်တယ် MNDU ဘက်ကဘာတစ်ခေါက်မှမထုတ်ဘူးဘာမှမတုံ့ပြန်ဘူးဘာမှမပြောဘဲနဲ့ MNDU ရဲ့စစ်ကိုနိုင်အောင်တိုက်နေစစ်ကိုပဲသိမ်းနေမြေတွေအပိုင်လိုက်သိမ်းနေတယ်မင်းဒီမိုကရေစီတွေဖက်ဒရယ်တွေမဟာမိတ်တွေဒါသစ္စာစောင့်တည်တာတွေသစ္စာရှိတာတွေစစ်အာဏာရှင်တော်လှန်တာတွေတော်လှန်ရေးကိုငါတို့အတူတူကလှုပ်ခဲ့တာတွေဘာငါတို့မသိဘူးငါတို့ကနေမြေပဲသိမ်းနေဆိုတောက်လျှောက်သိမ်းနေတယ်သိမ်းနေတော့အဲ့ဒီနေမြေသိမ်းတဲ့ကိစ္စနောက်ွယ်မှာတရုတ်နဲ့ဝအဖွဲ့ကပူးပေါင်းပါဝင်မှုရှိတယ်လို့တန်တရားရှိထားသလိုတက်မတော်ကရောဘယ်လိုပါဝင်ပတ်သက်နေတာလဲဆိုတာကျွန်တော်တို့မသိနိုင်ဘူးဖြစ်နေတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့တချို့ကိစ္စတွေကအသာလေးနေတာကောင်းမယ်လို့ပြောချင်တယ်ပြည်သူလူထုအနေနဲ့သတင်းဖတ်တဲ့ခါမှာသတိထားပါဆွတ်ဆက်ပြောတာတွေလည်းဆွတ်မယုံနေဘူးတေချာလေးနားထောင်ကြည့်ပြီးမှကြည့်ပါပြီးတော့ဒီဘွဲမှာ NUG လည်းဘာမှမပြောဘူးပဇာကြီးပိတ်နေရတယ်ညီနိုင်ဖြစ်ရှင်းကြပါလားငါတို့ကူညီမဲ့တောက်ပဲပြောရတာကျွန်တော်ဘာမှမပြောဘူး NUG လည်းဆိုတော့ဒီဘွဲမှာအကုန်လုံးကပဇာကြီးပိတ်ပြီးတော့အသားကြီးနောက်ဆုံးနေနေရဆိုတာနောက်မှာအကြောင်းတစ်ခုရှိလိမ့်မယ်လို့ကျွန်တော်ခံမှန်းချင်တယ်ဒါကြောင့်မလို့ကျွန်တော်ဓာကြီးကိုအများကြီးမှတ်ချက်ပေးရခက်တယ်ပေါ့နော်လို့တော့မယိုးရှင်းတဲ့ကိစ္စတွေရှိခဲ့တယ်ဆိုတာတော့ပေါ်လွင်သွားတယ်ပေါ့ဗျာနော်ကဲအဲ့ဒါလေးပြောရင်းနဲ့ကျွန်တော်နောက်တစ်ခုတော့ဒီတဖန်းစိတ်ဟာလေးကျွန်းလာတဖန်းစိတ်ဟာလေးနဲ့ပြိပါမယ်ကျွန်းလာတဖန်းစိတ်ကျွန်းလာတဲ့တပန်းစိတ်10နားမှာရှိရွှေမျိုးလုတ်ကွက်တွေကိုတက်ကမနေ့ကလေနဲ့ပုံကျဲပါတယ်ကျွန်တော်တော့တရင်နေတွေ့ရပါတယ်အဲ့မှာလူတွေလည်းတည်တယ်ဟွာလေးဖြစ်တယ်ဒီနေ့ဆိုရင်တချို့တွေရွှေမျိုးလုတ်ကွက်တွေပစ္စည်းတွေတင်ကြပြီမတူးတော့တင်ကြပြီဆိုတော့လွတ်ကြရရှိတယ်အဲ့တော့ကျွန်တော်ရွှေမျိုးလုတ်ကွက်တွေကိုအားလုံးပြောပါမယ်တနိုင်ငံလုံးမှာအခုချင်းတွင်းမြစ်မှာ AR မြစ်တို့ဒီတပိတ်ချင်းနာတော့ဝိုက်တွေတဖန်းစိတ်တို့ကျွန်းလာအဲ့ပတ်ချရွှေမျိုးလုတ်ကွက်တွေဘီလီယံတို့အစရှိတဲ့နေရာတွေပေါ့နော်ရွှေတူးတဲ့နေရာရွှေလုတ်ကွက်တွေလွတ်ကြတဲ့သူတွေအကုန်လုံးခင်ဗျားတို့ကျွန်တော်ပြောချင်တာခင်ဗျားတို့တွေဒီအချိန်မှာမလုပ်ကြတော့တာကောင်းတယ်ဆက်မလုပ်တော့တာကောင်းမယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်ဘာလို့ဆက်မလုပ်တော့ကောင်းလဲဆိုတော့တက်ကလေနဲ့ဘုံလာကျဲမယ်ခင်ဗျားတို့ကျဲမှာပဲဘာကြောင့်ဆိုတော့ခင်ဗျားတို့တူးနေတာတရားမဝင်တူးနေတာဖြစ်တယ်တရားမဝင်တူးတာကိုရတန်းရပ်ဖို့အမိတ်ထုတ်ပြီးကြီးညာထားတယ်တူးခွင့်မရှိဘူးလို့ပြောပြီးကြီးညာပြီးဆိုရ
ငကိုတဲ့ဒါခွင့်မပြုဘူးလို့ပြောထားပြီးတရားမဝင်ဟာတွေခွင့်မပြုပါဘူးလို့ပြောထားပြီးသားတွေအစိုးရကြီးညာတာကြားပြီးတရားမဝင်လောက်ကွက်တွေခွင့်မပြုဘူးလို့ပြောထားပြီးသားအဲ့တော့ပြောထားပြီးသားဖြစ်တဲ့အတွက်တရားမဝင်တာကိုလုပ်ရင်တက်ကလေးနဲ့ကျဲမှာကျဲတာကိုခံရနိုင်တယ်အဲ့ဒါကြောင့်မလို့ကျဲရင်ခင်ဗျားတို့တည်မယ်ခင်ဗျားတို့ဘဝတွေပြက်မယ်ပျက်စီးမယ်မိသားစုတွေကွဲသွားမယ်အဲ့ဒါကိုတိချင်းနဲ့ဆက်တူးတယ်ဆိုရင်တော့ကျွန်တော်တို့လည်းဘာမှမပြောတော့ဘူးအဲ့တော့ခင်ဗျားတို့လုပ်လို့ရတာကရက်လိုက်တာကောင်းတယ်ရက်ပြီးတော့အေးစစ်စစ်စောင့်လိုက်ပါအစိုးရအသစ်တက်လာမယ်တိုက်ပြည်နေပြီးအေးကျဲသွားပြီဆိုရင်ကိုလုတ်ကွက်ကလေးတွေကိုလုတ်ခွင့်ရအောင်ဒေသန္တရအစိုးရစီမှာတရားဝင်လျှောက်ထားတဲ့အဆင့်ကိုစူးစမ်းကြည့်ပါမဟုတ်ရင်ခင်ဗျားတို့အခုချိန်မှာတည်သွားလိမ့်မယ်ငွေရပြန်ရှာလို့ရတယ်လူအသက်ကရှာလို့မရအောင်ခင်ဗျားတို့အဲ့ကြောင့်မလုပ်ကြပါနဲ့တက်ကတော့ရှင်းပွားရင်တော့လေးနဲ့ကျဲပါလိမ့်မယ်ဘာလို့ကျဲလဲခင်ဗျားတို့ဒါတော့တကယ်ကျဲရင်အကုန်ကုန်ပါဒါပေမဲ့တို့ကဘာလဲဆိုတော့6လမ်းပြီးကျဲတယ်ပုံစံမျိုးနဲ့ကျဲသွားတာ6လမ်းကျဲရတော့1ယောက်တည်2ယောက်တည်5ယောက်တည်နဲ့ဇလန်နေဖြစ်တယ်နော်ဟိုစင်ဒီစင်တာဟုတ်ရဲ့စင်တော့တည်နေတာပေါ့အဲ့တော့တကယ်သားကျဲရင်ခင်ဗျားတို့မလွယ်ဘူးဒါကြောင့်တက်က6လမ်းပြီးကျဲနေတယ်ဖြစ်တဲ့အတွက်6လမ်းပြီးကျဲနေတဲ့အချိန်မှာခင်ဗျားတို့နေဆက်လို့တက်ကဒီလိုပဲကျဲနေမယ်ဆိုခင်ဗျားတို့လည်းတည်ကုန်မယ်ဒုက္ခတွေရောက်မိသားစုတွေဘွားတွေကွဲကုန်မယ်ဒါကြောင့်မလို့ရွှေမျောလုတ်ကိုတွေရွှေတူးနေကြတယ်တရားမဝင်တူးနေကြတဲ့လူတွေဒီနေ့ချိန်မှာရက်ထားတာခဏရက်လိုက်ကြတာကောင်းပါတယ်အနေဆို5 6လတနေ့ကောင်ရက်လိုက်ကြပါနော်ပတ်စံရှာလို့ရပါတယ်လို့ပြောချင်တာနော်ခင်ဗျားတို့ပြောတာကျွန်တော်တို့မဟုတ်ဘူးအဲ့တော့ဒါလေးပြောရင်းနဲ့ဒီနေ့တော့လောက်ပါပဲဗျာအားလုံးပဲကိုယ်သားတွေရှိပါတိုက်ရောစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခလောဝါတီဗီပြောနေတဲ့လူမိုက်လူရန်ကလူတက်ချမ်းဖတ်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်မင်းထုတ်ပါလို့ပြောရင်းနဲ့ good night ပါ